ကျွန်တော်အရာအလုံးကိုစွန့်လွတ်ပြီးတခြားနိုင်ငံကိုထွက်သွားဖို့ပြင်ဆင်နေချိန်မှာသတိမေ့ခြင်းရောက်ဆောင်နေတဲ့ကျွန်တော်ကောင်မလေးကအေးဆက်ဆက်နဲ့သတိပေးလာတယ်ရှင်ပစ္စည်းတွေတင်ပြီးကျမအိမ်ကနေအမြန်ဆုံးထွက်သွားပေးပါကျမရဲ့ချစ်သူကောင်လေးကမကြခင်ဒီကိုပြောင်းလာတော့မှရှင်ဒီမှာရှိနေတာကိုသူတွေ့ရင်တဝင်းတိုလိမ့်မယ်ကျွန်တော်မျက်လုံးတောင်မမောကြည့်ပဲကောင်းပြီလေလို့သာခက်ပြက်ပြက်ပြန်ဖြေလိုက်တယ်သူမကဘာမှတန်တရားမဝင်ပဲဆက်ပြီးဟန်ဆောင်နေတယ်ကျမရဲ့ချစ်သူလိုဟန်ဆောင်နေတာကိုရက်လိုက်တော့ဒေမွန်တဲမစိတ်မကောင်းဖြစ်လိမ့်မယ်ကျွန်တော်ခဏရက်ပြီးလိမ့်လိမ့်မာပဲခေါင်းညိတ်ပြလိုက်တယ်ရှင်းပြနေဖို့လဲကျွန်တော်စိတ်မဝင်စားတော့ဘူးဒီတစ်ခါတော့နာမည်ပြောင်းပြီးပညာသင်ဖို့နိုင်ငံခြားကိုထွက်သွားတော့မယ်သူမအပေါ်နည်းနည်းလေးတောင်တန်ရောစင်ရှိတော့မှာမဟုတ်ဘူးသူမကဟန်ဆောင်ရတာကိုသဘောကျတယ်ဆိုတော့ကျွန်တော်လည်းအဆုံးထိလိုက်ကစားပေးရတာပေါ့ဘာပဲဖြစ်ဖြစ်သူမလည်းကျွန်တော်ကိုဖယ်ရှားချင်နေတာပဲလေဒါကြောင့်ကျွန်တော်တို့ထပ်မတွေ့ကြတော့တာအကောင်းဆုံးပဲနာမည်ပြောင်းဖို့စာရွက်စာတမ်းတွေလုပ်ပြီးချိန်မှာတော့မိုးချုံနေပြီတဲ့ကစီတစည်းငါပြီးလေရင်လက်မှတ်ရှာဖို့ဖုန်းကိုထုတ်လိုက်တယ်နာမည်ပြောင်းဖို့ရှောက်လွှာတင်ပြီးပေမဲ့စစ်ဆေးဖို့တလားလောက်အချိန်ယူရအောင်မယ်ဒါကြောင့်လာမယ့်လဆန်းအတွက်မဲဘုံမယ်လ်ဘွန်ကိုလေရင်လက်မှတ်ဘုတ်ကင်လုပ်လိုက်ပြီးကျောင်းအတွက်အေဂျင်စီကိုလည်းကန့်လန့်ချက်လက်ခံကြောင်းအကြောင်းပြန်လိုက်တယ်အဲ့ဒီညကပြီးခဲ့တဲ့တလားလုံးမှာအနှစ်ချိုက်ဆုံးအိပ်ပျော်ခဲ့တယ်နောက်နေ့မနက်မှာတော့ကျွန်တော်အိပ်ယာထမနက်စာစားပြီးစရီနာဆော်နာနဲ့ပတ်သက်သမျှအရာအလုံးကိုရှင်းလင်းပြလိုက်တယ်။သူမပေးဘူးတဲ့လက်ဆောင်တွေအတူတူဝယ်ထားတဲ့စင်တူအင်ဂျီတွေကျောင်းတုံးကရေးခဲ့တဲ့ရေးစားစာတွေအလုံးကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်တယ်။ဒါတွေလုံနေတော့ကဘာအကန့်အသတ်နဲ့ထုတ်တဲ့စပိုကားတစ်စီးအနားမှာရုတ်တရက်လာရက်တဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တော့စရီနာကိုတွေးလိုက်ရတယ်။သူမကယောက်ျားတစ်ယောက်နဲ့လက်မောင်းချိတ်ပြီးကားပေါ်ကနေမာနာတစ်ခွဲသားနဲ့ဆင်းလာတယ်ကျွန်တော်ကိုမြင်တာတောင်သူမကဘာတုံ့ပြန်မှုမှမပြဘူးသူမဒီလောက်တောင်အရှက်မရှိရတဲ့အကြောင်းရင်းကသူမရဲ့တတိမေ့ခြင်းရောင်ဆောင်နေချိန်မှာလုံသမျှအရာအလုံးကိုကျွန်တော်ကခွင့်လွှတ်ပေးမယ်လို့အသေးချာယုံကြည်နေလို့ပဲအစကတည်းကစရီနာကကျွန်တော်ကိုချစ်သူအဖြစ်အတိမတ်ပြုဖို့ညှင်းဆန်ခဲ့ပြီးကျွန်တော်ပစ္စည်းတွေကိုတောင်အိမ်ထဲကနေပြစ်ချခိုင်းခဲ့တယ်ဘေးအိမ်ကအိမ်ရှင်ကသူနိုင်ငံခြားသွားမှမို့အိမ်ကိုဈေးတက်တာဆုံးနဲ့ငှားမယ်လို့ရုတ်တရက်မဆက်သွယ်လာခင်အထိကျွန်တော်လမ်းဘေးရောက်ပြီလို့ထင်ခဲ့တာအဲ့ဒီအချိန်တုန်းကတော့ကျွန်တော်ကံကောင်းတယ်လို့ထင်ခဲ့မိတယ်အခုမှပဲဒါကသူမဖန်တီးထားတဲ့စက်ကွက်တစ်ခုဆိုတာသိလိုက်ရတော့တယ်ကျွန်တော်တကယ်ထွက်သွားမှကိုကြောက်လို့ကျွန်တော်ကိုအနားမှာဆက်ထားခြင်းလို့ဒီလက်ကွက်ကိုတုံးခဲ့တာအယူလောက်ခံခဲ့ရတဲ့ပြီးခဲ့တဲ့တလကိုပြန်တွေးကြည့်တော့ရေးစရာကောင်းနေတယ်ဒီနေ့သူမဘာဇလန်ထက်ခင်းခြင်းလဲဆိုတာကျွန်တော်ဂရုမစိုက်တော့ဘူးနောက်လှည့်ပြီးနောက်ဆုံးကြံတဲ့ပုံကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်တယ်ဖျက်လျှောက်သွားတဲ့စရီနာကလှမ်းကြည့်ပြီးကျွန်တော်ပြစ်လိုက်ဒါတွေကိုမြင်တော့သူမမျက်နှာအေးဆက်သွားတယ်ရှင်ဒါတွေအားလုံးကိုဘာလို့လွှင့်ပစ်နေတာလဲကျွန်တော်သူမကိုလှမ်းကြည့်ပြီးခက်ပြက်ပြက်ပဲပြန်ဖြေလိုက်တယ်မင်းကသတိမိနေတာမဟုတ်ဘူးလားဒါဆိုဒါတွေကိုမင်းဘလို့လုံးမှတ်မိနေတာလဲအဲ့ဒီတော့မှစရီနာကသူမစကားမှသွားမှန်တတိထားမိသွားတယ်သူမမျက်နှာထားကိုချက်ချင်းပြင်လိုက်ပြီးဂယုမဆိုင်တယ်လို့ဟန်ဆောင်လိုက်တယ်ကျမကဒီတိုင်းမေ့ကြည့်တာပါဘလို့လုံးမှတ်မိနိုင်မှာလဲအတိတ်ကအတိတ်ပဲအခုပဲအခုကျမချစ်တာဒေမွန်တယောက်တည်းပါပဲဖြစ်ဖြစ်ကျမမတော်တဆမှုဖြစ်တော့ငါပြုစုပေးခဲ့တာသူတယောက်တည်းလေမတော်တဆမှုဟုတ်လားသူမသတိမိတာတော့အတူကြီးလေဘာမတော်တဆမှုလဲကျွန်တော်နှက်ခမ်းတစ်ဖက်တွန်းယုံပြုံးလိုက်ပြီးသူမကိုဖတ်ထားတဲ့အမျိုးသားကိုကြည့်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကမာနတွေနဲ့ပြည့်နေတယ်အရင်ကတခါမှမမြင်ဘူးတဲ့မျက်နှာတစ်ပဲဒီကာလအတွင်းမှာစရီနာအတွက်သဘောကျဆုံးအဖို့ဖြစ်မှာပေါ့ဒါကြောင့်လေအိမ်ကိုပေါ်ပေါ်တင်တင်ခေါ်လာတာနေမှာသူမနဲ့စကားထပ်ပြောပြီးအချိန်မဖြုံးချင်တော့ဘူးအတန်တစ်ချက်ပေးလိုက်ပြီးအိမ်ထဲကိုပြန်လှည့်ဝင်လာခဲ့တယ်အိမ်ထဲကိုပေါ့ကျွန်တော်နောက်လည်းမကြည့်ပဲထွက်သွားတာကိုကြည့်ပြီးစရီနာမျက်ခွန်တွေလှုပ်ရှားသွားတယ်သူမကယောက်ျားတစ်ယောက်ကိုအိမ်ခေါ်လာတာလေကျွန်တော်ကတဝင်တိုးပြီးပြဿနာရှာရမှာမဟုတ်ဘူးလားဘာလို့ဒီလောက်တည်ငြိမ်နေရတာလဲစရီနာတစ်ခုခုမှားနေပြီလို့ခံစားမိသွားတယ်ဒါပေမဲ့ရှင်းပြဖို့ကျွန်တော်နောက်ကိုလိုက်မလာဘူးတကားကွယ်မှာကျွန်တော်ပြောက်ကွယ်သွားတဲ့အထိပဲကြည်နေတော့တယ်ရုတ်တရက်လူခေါ်ခေါင်းလောင်းမြည်လာတယ်လက်ထဲကအိတ်ကိုချထားပြီးတကားတော့ဖွင့်လိုက်တယ်စရီနာခုနကခေါ်လာတဲ့ယောက်ျားပဲသူကလက်ပြနှုတ်ဆက်တယ်သူ့မျက်နှာပေါ်ကအပြုံးကမျက်လုံးတွေစီကိုတော့မရောက်ဘူးဟိုင်းကျွန်တော်ကဒီမုံပါအခုအိမ်ကြီးချင်းတွေလည်းဖြစ်သွားပြီဆိုတော့ကောင်မလေးအိမ်မှာခဏလောက်နေဖြစ်မယ်အဆက်အသွယ်လေးများဖလှယ်လို့ရမလားမလိုပါဘူးကျွန်တော်ကနှခါမစင်စားပဲညင်းလိုက်ပြီးလှည့်ထွက်ဖို့လုပ်တယ်ဒီမုံကကျွန်တော်လက်ထဲကဖုန်းကိုလူယူပြီးအက်ကိုဖွင့်ကသူ့ဖုန်းနံပါတ်ကိုထည့်လိုက်တယ်ကျွန်တော်မျက်နှာမဲမောင်သွားတာကိုမြင်တော့သူကပြုံးဖြည်းဖြည်းနဲ့ဖုန်းကိုပြန်ပေးရင်းခက်နောက်ပြောတယ်ဒီတိုင်းတငယ်ချင်းလောက်ကြတာပေါ့ကျွန်တော်တို့ခဏတွေ့ရအောင်ပါလေဒါနဲ့ခမည်းအိမ်မှာအကာအကွယ်ခန်းတောင်းတွေရှိလားဒီနေ့ကျွန်တော်ဝယ်လာတာတွေအကုန်သုံးပစ်လိုက်ပြီးနည်းနည်းလောက်ငှားလို့ရမလားကျွန်တော်မျက်နှာဖြူရောသွားတယ်ဖုံးပြန်ယူတဲ့လက်ကလည်းအနှဲငယ်တုံရင်နေတယ်မရှိဘူးဒေမွန်ကအရှော့မပေးဘူးသူ့မျက်လုံးထဲကလောင်ပြောင်ခြင်းနဲ့အရေးရောင်တွေကိုဖုံးကွယ်မထားဘူးဟုတ်သားပဲကျွန်တော်လူမမင်းမိတာစီနာကခမည်းကိုမှမလို့ခြင်းတော့တာဘလို့လို့ရှိနိုင်မှာလဲသူကကျွန်တော်ကိုတမင်တက်ရန်စနေမန်တိလိုက်တယ်သူနဲ့ပြဿနာမရှင်းချင်တာနဲ့တကားကိုဆွဲပိတ်ဖို့လုပ်လိုက်တယ်ဒေမွန်ကလက်ကင်ကိုဖမ်းဆွဲပြီးအခွင့်အရေးယူကမြေကြီးပေါ်လဲကျဟန်ဆောင်လိုက်တယ်ပြီးတော့သူ့မျက်လုံးတွေကချက်ချင်းပဲหนีရဲလာတယ်ကျေးဇူးပြုပြီးခင်ဗျားကျွန်တော်ကိုမမြင်ချင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့စရီနာအတွက်ညစာချက်ပေးခြင်းလို့ဟင်းခတ်အမွေးကြိုင်လေးလာငားတာပါမငားခြင်းလည်းရပါတယ်ဘာလို့ကျွန်တော်ကိုထိုးရတာလဲဗျာဒေမွန်ရုတ်တရက်ဒီလိုစက်ကွက်စင်တာကိုကြည်ရင်ကျွန်တော်လန့်သွားတယ်ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲစရီနာကဘဲကနေဘလို့ရောက်လာမှန်းမသိလှေကားပေါ်ပြေးတက်လာပြီးသူ့ကိုဆွဲထုတ်လိုက်တယ်သူမကကျွန်တော်ကိုအေးဆက်ဆက်နဲ့ကြည့်ပြီးမကျေနပ်တဲ့လေတံနဲ့ပြောတယ်ဒေမွန်ကရှင့်ကိုဘာမှအပြစ်လုပ်မထားဘူးရှင်ကဘာလို့ဒီလောက်အကြောင်းပြချက်မရှိရန်ကားနေရတာလဲသူကအခုကျမချစ်သူပါသူ့ကိုရင်ကြေးဆက်ဆံပေးပါဒီလိုပြောပြီးနောက်မှာတော့သူမကကျွန်တော်မျက်နှာကိုတစ်ချက်တောင်မကြည့်ပဲသူ့ကိုတွဲပြီးထွက်သွားတော့တယ်သူမပြောတဲ့စကားတိုင်းကကျွန်တော်နားထဲမှာပက်တင်ထက်နေပြီးလက်သီးကိုအလိုလျောက်ကြစ်ပါအောင်စုပ်မိသွားတယ်သူတို့နှစ်ယောက်ညနေစည်းစားတဲ့ပျောက်ကွယ်သွားတဲ့အထိကျွန်တော်စိုက်ကြည့်နေမိတယ်ပြီးတော့မျက်နှာပေါ်မှာဘာခံစားချက်မှမရှိပဲတကားကိုဒိုင်းကနေမြည်အောင်စောင့်ပိတ်ပစ်လိုက်တယ်မနေ့စောစောအချိန်မှာဂရင်ဘေးကဖုန်းကတုံခါလာတယ်တရေနုနဲ့အလိုလျောက်ဖုန်းကိုကင်လိုက်မိတယ်နောက်စက္ကန့်မှာပဲဖုန်းစက္ကန့်ပေါ်မှာရိုင်းဆိုင်တဲ့ပုံရိပ်တွေတုံရင်နဲ့ပေါ်လာတယ်ကျွန်တော်ချက်ချင်းအိတ်ချင်ပြေးသွားတယ်
တစ်ဖက်ကလူဘာလုပ်နေလဲဆိုတာသဘောပေါက်သွားတော့ကျွန်တော်တကူလုံးရုပ်တုတစ်ခုလိုအေးခဲသွားတယ်နောက်ဆုံးတော့ကျွန်တော်ဆက်ပြီးတီးမခံနိုင်တော့ပဲဖုံးချတဲ့ခလုတ်ကိုနှိပ်ပစ်လိုက်တယ်အိမ်မုံဆုံမဖြစ်နေတဲ့မျက်လုံးတွေကအခုတော့တွေးရောင်တွေလွှမ်းနေပြီးနောက်ရက်အနည်းငယ်လောက်ကျွန်တော်တငယ်ချင်းမာကတ်ရဲ့မင်္ဂလာဆောင်နေမရောက်ခင်အထိအိမ်ထဲမှာပဲအောင်းနေခဲ့တယ်အဲ့ဒီနေ့ကျမှပဲကိုအားတင်းပြီးအပြင်ထွက်လာခဲ့တယ်ဟိုတယ်ရောက်တော့အခမ်းအနားမစခင်ကျွန်တော်ပြင်ဆင်ထားတဲ့လက်ဆောင်ကိုသူ့ကိုပေးလိုက်တယ်နှုတ်ဆက်စကားပြောပြီးတော့သူကကျွန်တော်လက်ကိုစုပ်ကင်လိုက်တယ်ငါစလီနာကိုဖိတ်စာပို့ထားတယ်သူမလာမယ်လို့သဘောတူထားတယ်ခဏနေရင်သူ့ကိုတွားကြိုပြီးစကားပြောကြည့်ပါလားလက်ထက်ခွင့်တောင်းခဲ့တာကိုသူမှတ်မိပြီးမှတ်ညံတွေပြန်ရလာနိုင်တယ်လေကျွန်တော်ခဏလောက်တိတ်ဆိတ်သွားပြီးခေါင်းရမ်းလိုက်တယ်မျက်နှာပေါ်ကအပြုံးတွေတဖြည်းဖြည်းပျောက်ကွယ်သွားတာကိုသိနေတယ်မာကတ်ရဲ့မျက်လုံးတွေထဲမှာစိုးရိမ်တဲ့အရေးအယောင်တွေပေါ်လာတယ်ဘာဖြစ်လို့လဲမင်းဆက်ပြီးမဆောင်ကျင်တော့ဘူးလားကျွန်တော်ပြန်ဖြေဖို့ပြင်လိုက်တုံးစီနာနဲ့ဒေမွန်တကားဝကိုရောက်လာတာကိုမြင်လိုက်ရတယ်မာကတ်လည်းကျွန်တော်ကြည့်တဲ့ဘက်ကိုလိုက်ကြည့်လိုက်တော့သူတို့နှစ်ယောက်ဖက်ပြီးဝင်လာတာကိုမြင်သွားပြီးဒေါသကြောင့်မျက်နှာတွေနီးရဲသွားတယ်သူတို့စီပြေးသွားပြီးပြဿနာရှာဖို့လုပ်တယ်ကျွန်တော်အမြန်ပဲသူ့ကိုပြန်ဆွဲထားလိုက်ပြီးမော်ပန်းနေတဲ့အတန်နဲ့ထားလိုက်ပါနောက်ရက်အနည်းငယ်နေရင်အားလုံးပြီးဆုံးသွားတော့မှာပါလို့ပြောလိုက်တယ်မာကတ်ကကျွန်တော်ပြောတဲ့အတိတ်ပဲကိုနားမလည်ဘူးသူကျွန်တော်ကိုထပ်မေးဖို့လုပ်တုံးအရန်လူကရောက်လာတယ်အခမ်းအနားစတော့မယ်တော်တော်လေးဖြောင်းဖြတ်လိုက်ရပြီးမှသူ့ကိုစင်မောတက်သွားစေနိုင်ခဲ့တယ်ခမ်းမထဲမှာပဲ့တင်ထက်နေတဲ့မင်္ဂလာတချင်းတန်ကိုနားထောင်ရင်းကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနေရာမှာပြန်ထိုင်လိုက်တဲ့ဧည့်သည်တွေအားလုံးနေရာယူပြီးကြပြီးစရီနာဘေးကခုံတခုံပဲလွတ်နေတဲ့ခဏလောက်တွေ့ဝေသွားပြီးမှအဲ့ဒီကိုသွားပြီးထိုင်လိုက်တယ်အခမ်းအနားလုပ်နေတော့ဒေမွန်ကစရီနာနာကနေကိုမခွာဘူးသူ့ကိုအစားအသောက်တွေခွင့်ကျွေးခိုင်းနေတယ်သူမကလည်းစကားတခုမကြံပြန်ပြောတယ်ဝိုင်းငယ်ပေးတယ်အလိုလိုက်လို့နေတယ်သူတဝက်ကိုက်စားပြီးသားအချိုပွဲကိုခွင့်ကျွေးရအောင်သူမကတွတ်ဆုပ်မနေပဲစားလိုက်တယ်သူတို့နှစ်ယောက်ဒီလောက်နီးကပ်နေတာကိုကြည့်ရင်ကျွန်တော်စင်မြင့်ဘက်ကိုပဲလှည့်ကြည့်လိုက်တယ်အစားစားခြင်းစိတ်မရှိလို့သူ့ကိုယ်တော်မကိုင်းမိဘူးကျွန်တော်ဘေးမှာထိုင်နေတဲ့မာကတ်ရဲ့အမေကပကံထဲကိုဟင်းတွေထည့်ပေးပြီးများစားဖို့ပြောတယ်သူစေတနာကိုမငင်းကျင်တာနဲ့ဖတ်ထုတ်တလုံးကိုကောက်ယူလိုက်တယ်စရီနာကဒါကိုမြင်တော့လှမ်းပြီးဖတ်ထုတ်ကိုယူပစ်လိုက်တယ်ရှင်သေးချင်နေတာလားဒီထဲမှာပင်လယ်စာတွေပါတယ်ရှင်ကပင်လယ်စာနဲ့တက်မတက်ဘူးလေစားလို့မရဘူးဖတ်ထုတ်ချမ်းပြင်ပေါ်လိမ့်ကျသွားတာကိုကြည့်ရင်ကျွန်တော်ကောင်းမော့ကသူမကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်အဲ့ဒီတော့မှစရီနာကသူမစကားမသွားမှန်းတတိထားမိသွားတယ်အနေရခက်တဲ့မျက်နှာနဲ့သူမကရှင်းပြဖို့ကြိုးစားတယ်ငါတို့အိမ်အကူကပင်လယ်စာဘယ်တော့မှမဝယ်ဘူးရှင်ရဲ့တက်မတက်တဲ့အကြောင်းသူ့ကိုခဏပြောပြဘူးလေဒီလိုပြောပြီးနောက်မှာတော့သူမကျွန်တော်ကိုထပ်မကြည့်ရတော့ဘူးတစ်ဖက်လှည့်ပြီးပစုံတချို့ကိုကောက်ယူလိုက်တယ်ဒေမွန်ကသူမနာကပ်ပြီးနားထဲကိုတခုခုတိုးလေးပြောလိုက်တယ်စရီနာကလက်ထဲကဟာကိုချထားပြီးသူ့လက်ကိုဆွဲကခမ်းမထဲကနေထွက်သွားတယ်သူတို့ဘယ်သွားကျွန်တော်ဂယုမဆိုင်ဘူးပန်းပစ်တဲ့အစီအစဉ်ပြီးမှပဲအိမ်သာသွားဖို့ထားလိုက်တယ်တကားဝါရောက်တော့အထဲကနေရမက်ဆန်တဲ့အတန်တွေကြားလိုက်ရတယ်ကျွန်တော်ခြေလမ်းတွေရက်တန့်သွားပြီးအသက်ရှူအောက်ထားလိုက်မိတယ်မိနစ်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်အထဲကျဆုံးအခန်းကနေခတိုးယောက်ျားလေးအတန်ထွက်လာတယ်မင်္ဂလာဆောင်လာတာကိုဘာလို့ဒီလိုကြက်ထုတ်နေတဲ့ကာဝင်ကြီးဝတ်လာရတာလဲမင်းကမကြိုက်ဘူးလားညီတွားတန်တစ်ခုအစုံမှာတော့ခတိုးရေတန်လေးထွက်လာတယ်ဒါပေါ့ကျမကြိုက်တာပေါ့ကျွန်တော်ကောင်းမော့ပြီးအပေါ်ကဆိုင်းဘုတ်ကိုစိုက်ကြည့်ရင်လက်သေးတွေကိုလက်ဖွားထဲစိုက်ဝင်သွားတဲ့အထိစုပ်ကင်ထားလိုက်တဲ့စင်ကြံလမ်းမှာခြေတံတွေပဲ့တင်ထက်နေပြီးအိမ်သားကပြန်လဲတိတ်ဆိတ်သွားတဲ့ပိတ်ထားတဲ့အိမ်သားတကားကိုနောက်ဆုံးတစ်ချက်လှည့်ကြည့်ပြီးနောက်ကျွန်တော်လက်ထွက်လာခဲ့တယ်မင်္ဂလာဆောင်ပြီးမှတော့မာကတ်ကိုနှုတ်ဆက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်ဓာတ်လီကားထဲကထွက်ချင်းပဲလမ်းဘေးမှာရက်ထားတဲ့အလွန်ရင်းနှီးနေတဲ့စပိုကားကိုတွေးလိုက်ရတယ်ကျွန်တော်မမြင်ချင်အောင်ဆောင်ပြီးတက္ကစီတစ်စီးတားဖို့စူးစမ်းနေတော့ဒေမွန်ကဘဲကနေဘလို့ရောက်လာမှန်းမသိကျွန်တော်လက်ကိုလာဆွဲတယ်စရီနာကအလုပ်ရှိလို့စောပြန်သွားတဲ့ကားကိုငါစီထားခဲ့တာငါတို့ကနီးနီးလေးပဲလေလိုက်ပို့ပေးမယ်ကျွန်တော်မစင်စားပဲညှင်းလိုက်ပေးမယ်ဒေမွန်ကဂယုမဆိုင်ပဲကျွန်တော်ကိုကားကောင်းခန်းနဲ့အတင်းတွန်းတွင်းတကားတွေလော့ချပြီးလီဘာကိုနင်းပစ်လိုက်တယ်သူကားကိုအမျက်မောင်းနေတယ်ကျွန်တော်ထိုင်ကုန်ခါပတ်ထားရုံကလွယ်ပြီးဘာမှမလုပ်နိုင်ဘူးလမ်းတစ်လျှောက်လုံးဒေမွန်ကစကားစမြည်ပြောတယ်လို့နဲ့သူ့ကိုယ်သူတွဲဝိုက်ပြီးရောပေါ်တင်ပါကြွားလုံးထုတ်နေတယ်စရီနာကသတိမေ့ခြင်းရောက်ဆောင်နေတာဆိုတာမင်းအစကတည်းကသိနေတာမလားဘာလို့သူ့ကိုဖွင့်မပြောရဲတာလဲကျွန်တော်မျက်လုံးတွေတစ်စက္ကန့်လောက်အေးခဲသွားပြီးမျက်နှာကလည်းတီးတင်းနေတယ်မင်းအလုံးမဟုတ်ဘူးဘလို့လုံးငါအလုံးမဟုတ်ရမှာလဲငါကစရီနာဘေးမှာပေါ်တင်ရက်တီးပြီးသူမရဲ့ဆေးဆက်သူဖြစ်ချင်တာအခုချိန်မှာသူမကအဲ့ဒီလိုမတွေးသေးပေမဲ့သူမငါခန္ဓာကိုယ်ကိုဘလောက်တောင်သဘောကျလဲဆိုတာမင်းသိပါတယ်အစောနဲ့အနှောင်းသူမငါကိုကြွေသွားမှာပဲမင်းယုံလားကျွန်တော်ပြန်ပြောဖို့တောင်အချိန်မဖြုံးတော့ဘူးပြတင်းပေါက်အပြင်ဘက်ကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်ဒေါသမထွက်တာကိုမြင်တော့ဒေမွန်ကစိတ်တူလာပြီးနောက်ထပ်စကားနာထိုးတဲ့စကားတွေထပ်ပြောတယ်ကျွန်တော်ကတော့မျက်လုံးမိတ်ပြီးသူမရှိသလိုဟန်ဆောင်နေလိုက်တယ်ကျွန်တော်လီလူရှူထားတာကဒေမွန်ကိုပိုးပြီးဒေါသထွက်စေတယ်သူကရှေ့ကလမ်းစုံကိုစိုက်ကြည့်သွားကြပြီးကားစတီယာရင်ကိုအကုံဆွဲကွေကကားကိုဝင်တိုက်ပစ်လိုက်တယ်ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်ကျွန်တော်ရှေ့ကိုထိမ့်မရပဲလွတ်ဆင်သွားတယ်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာပဲမှန်ကွဲစာတွေကကျွန်တော်မျက်နှာစီလွတ်ဆင်လာတယ်အလိုလျောက်ပဲလက်ကိုမြောက်ပြီးကာကွယ်လိုက်တယ်ကျွန်တော်လက်မောင်းကနေသွေးနီရဲတွေစီးကျလာတယ်ဘေးဘက်ကားတကားနဲ့အချိန်ပြင်းပြင်းဆောက်မိသွားပြီးခေါင်းထဲမှာဆူရှားတဲ့နာကျင်မှုတစ်ခုဖြတ်ပြေးသွားတယ်အရာအလုံးအမောင်ကျသွားတယ်ကျွန်တော်သတိလစ်သွားတယ်အချိန်ဘယ်လောက်ကြာသွားမှန်းမသိဘူးနားထဲမှာစူညံနေတဲ့အတန်တွေကြားလိုက်ရတယ်လူနာနှစ်ယောက်စလုံးလက်ကိုအရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတယ်ဒါပေမဲ့အခုလောလောဆယ်ခွဲစိတ်ဆရာဝန်တစ်ယောက်ပဲရှိတယ်အချိန်မီကုသမှုမခံယူရတဲ့သူကတစ်သက်လုံးလက်မတန်ဆွမ်းဖြစ်သွားနိုင်တယ်မစ္စရီနာဘသူကိုအရင်ကဲစေခြင်းလဲဒါကိုကြားတော့ကျွန်တော်အတင်းတတိထားပြီးနိုးလာအောင်လှုပ်လိုက်တယ်လေချောင်းထဲကနေစကားနှခွန်းအတင်းညှစ်ထုတ်လိုက်တယ်
စရီနာကိုစံရတီးရအောင်မယ်ကိုလက်တွေတစ်ခုခုဖြစ်သွားလို့မရဘူးနောက်တစ်စက္ကန့်မှာပဲကျွန်တော်ရဲ့ဘယ်ဘက်လက်ကိုစုပ်ကင်ထားတဲ့နှွေးထွေးတဲ့လက်တစ်ဖက်ကကျွန်တော်အတန်ကိုကြားတော့ရုတ်တရက်လွတ်ချလိုက်တယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာပဲစရီနာမျက်နှာပေါ်ကထိတ်လန့်သွားတဲ့အရေးအယောင်ကိုတွေ့လိုက်ရတယ်သူမကဒေမွန်ရဲ့ပခုံးပေါ်ကိုလက်တင်လိုက်ပြီးခက်တူတူပြောလိုက်တယ်ဒေမွန်ကိုအရင်ကပေးပါကျွန်တော်ဘလောက်ကြာအမှောင်ထဲမှာကြာဆင်းနေခဲ့လဲမသိဘူးနောက်ဆုံးတော့အတိစိတ်နည်းနည်းပြန်ဝင်လာတဲ့မေးစေးအရှိန်ရှိနေတော့မဲ့ထင်တယ်မျက်လုံးဖွင့်လို့မရသေးဘူးပတ်ဝန်းကျင်ကအတန်တွေကိုပဲကြားနေရတယ်လူနှစ်ယောက်စကားပြောနေကြတဲ့အတန်တွေကအရန်ရင်းနှီးနေတဲ့စရီနာနေကိစ္စတွေကိုအရန်ကြီးသွားအောင်လှုပ်လိုက်ပြီးနောက်မှဒါတွေကိုဘလို့ရှင်းမလဲအီတန်အရန်ရဲ့လက်တွေကသူ့အသက်ထက်တောင်ပိုရေးကြီးတာဒါပေမဲ့နင်ကဒေမွန်ကိုအရင်ကခိုင်းလိုက်တဲ့နင်သူ့ကိုတတ်ချင်နေတာလားငါကဘလို့လုပ်အီတန်ကိုတတ်ချင်ရမှာလဲသူကအဲ့အချိန်မှာကွက်တီနိုးလာတာကိုငါသာသူ့ကိုအရင်ကဖို့သဘောတူလိုက်ရင်တတိမေ့ချင်အောင်ဆောင်နေတာပေါ်သွားမှာပေါ့ရက်20လောက်ပဲလိုတော့တာငါနည်းနည်းလောက်ထပ်ဆော့ချင်သေးလို့ပါသူ့ကိုဘာမှအဖြစ်မခံပါဘူးဘာမှမဖြစ်ဘူးဟုတ်လားဆရာဝန်ပြောတာနင်မကြားဘူးလားနောက်1မိနစ်တာနောက်ကျရင်အီတန်ရဲ့လက်တွေတစ်သက်လုံးပျက်စီးသွားပြီးသူနိုးလာလို့အမှန်တရားကိုသိသွားရင်တော့နင်နဲ့သူအပီးတိုင်စက်သိမ့်ပြီပဲကျွန်တော်လက်ကိုကင်ထားတဲ့သူကဒါကိုကြားတော့စိုးရိမ်လာပုံရတယ်သူမရဲ့လက်ဖွားတွေချွေးစေးတွေပြန်လာတယ်မိနစ်အနည်းငယ်ကြာတော့သူမကကျွန်တော်နဖူးကိုနမ်းလိုက်ပြီးယုံကြည်ချက်အပြည့်ရှိတဲ့လေတံနဲ့ပြောတယ်သူတိမှမဟုတ်ပါဘူးငါအားလုံးစီစဉ်ထားပြီးပါပြီနောက်ထပ်23ရက်နေရင်ငါမှညံတွေပြန်ရပြီလို့ဆရာဝန်ကကြေညာလိုက်မယ်အားလုံးအရင်တိုင်းပြန်ဖြစ်သွားမှာပါတက်ပြင်းရှည်ကြီးချပြီးနောက်တယောက်ကအခန်းထဲကထွက်သွားတယ်ကျန်တဲ့တယောက်ကကျွန်တော်ကတင်ဘေးမှာကြမ်းခဲ့ပြီးတိုးတိုးလေးပြောနေတယ်အီတန်ငါတို့မင်္ဂလာဆောင်ဖို့နီးလာပြီနော်ငါလက်စွပ်တွေတောင်မှထားပြီးငါမှညံတွေပြန်ရလာတဲ့နေ့ကျရင်ရှင်အဲ့ဓာတွေကိုမြင်ရမှာပါငါတို့လက်ထက်စာချုပ်မှာလက်မှတ်ထိုးပြီးရင်ရှင်ကိုမြောက်ပိုင်းအလင်းတန်းတွေ Northern Lights တွားပြမယ်လေကောင်းလားလွန်ခဲ့တဲ့3နှစ်ကကြွေချိန်မှာရှင်စုတောင်းခဲ့တာကိုမှတ်မိသေးလားရှင်ကငါနဲ့တစ်သက်လုံးအတူရှိခြင်းတယ်လို့ပြောတော့ငါအရန်ပြောခဲ့တာငါလည်းရှင်နာမှာပဲအိုမင်းသွားခြင်းနဲ့မေဆေးကတဖြည်းဖြည်းပြေလာတယ်ဒီလိုတွတ်ပြောနေတာဘာတူလဲဆိုတာကျွန်တော်မှတ်မိတယ်အဲ့ဒါကျွန်တော်ရဲ့ဆေးဆက်ထားသူစရီနာပဲသူမကကျွန်တော်ကိုအရန်ကယူဆိုင်ပုံရတယ်နာယူဝက်တစ်ချိန်ဆရာဝန်ကိုခေါ်ပြီးကျွန်တော်ကိုစစ်ဆေးခိုင်းတယ်ကျွန်တော်ကိုရေးတိုက်တဲ့စောင်းတေးချချုံပေးတယ်ပြီးတော့ကျွန်တော်လုံးဝတတိမလဲလာမချင်းကျွန်တော်ဘေးကနေမခွာပဲနေပေးတယ်ဒါပေမဲ့ကျွန်တော်တတိရလာတော့သူမပေးခဲ့တဲ့ယူရကျင်နာမှုတွေအားလုံးကရေစုံဆင်းသွားတယ်လို့ပျောက်ကွယ်သွားတယ်သူမအခန်းထဲကနေခိုးထွက်သွားတာကိုကြည့်ရင်ကျွန်တော်မျက်လုံးထဲမှာလှောင်ပြောင်ခြင်းစိတ်တွေဖြတ်ပြေးသွားတယ်ဖုန်းကိုယူပြီးအချိန်ကိုကြည့်လိုက်တယ်အဲ့ဒီတော့မှကျွန်တော်တတိလစ်နေတာ3ရက်တောင်ရှိပြီဆိုတာသိလိုက်ရတယ်ကျွန်တော်ဖုန်းထဲမှာကြော်ညာတွေနဲ့ဘေးတောင်းနဲ့အတိပေးချက်တွေကလွဲပြီးဘာ message မှမရှိဘူးမျက်လုံးမိတ်ပြီးနာမည်ပြောင်းတဲ့စာရွက်စာတမ်းကိစ္စတွေအမြန်ပြီးပါစေလို့တိတ်တဆိတ်ဆူတောင်းနေမိတယ်အဲ့ဒီနောက်အချိန်တော်ကြာတဲ့အထိစရီနာပုံမလာဘူးဒါပေမဲ့ဒီမွန်ကတော့နေတိုင်း message တွေအများကြီးပို့တယ်အဲ့ဒီထဲမှာစကားနာထိုးတာတွေသူတို့ရဲ့ဆက်ဆံရေးကိုကြွားလုံးထုတ်ထားတဲ့ပုံတွေပါတယ်ကျွန်တော်တခုမှဖွင့်မကြည့်ဘူး chat box ကိုမွတ်လုပ်ထားလိုက်တယ်ရက်အနည်းငယ်ကြာတော့ကျွန်တော်ဆေးရုံကဆင်းခဲ့တယ်ဆေးရုံအပေါက်ဝရောက်ချင်းပါပဲကျောင်းတုန်းကကျွန်တော်ကိုလိုက်ဖူးတဲ့စီနီယာအမတယောက်နဲ့ဆုံတယ်ကျွန်တော်တို့အပြန်အလှန်နှုတ်ဆက်စကားနည်းနည်းပြောဖြစ်ကြတယ်ကျွန်တော်စကားပြောလို့ကောင်းနေတော့စရီနာကဘဲကနေဘလို့ရောက်လာမှမသိပဲကျွန်တော်ကိုဆွဲခေါ်သွားတယ်သူမမျက်နှာကတော်တော်လေးမင်းမောင်နေတယ်ကျွန်တော်ကိုစူးစူးဝါးဝါကြည့်ပြီးတဝင်တိုးတဲ့လေတံနဲ့ပြောတယ်ရှင့်ကိုသူ့အနာအဲ့ဒီလောက်ကပ်ဖို့ဘသူကခွင့်ပြုထားလို့လဲကျွန်တော်လက်ကိုယုံထွက်လိုက်ပြီးသူမကိုကြည့်ကခနဲ့တဲ့လေတံနဲ့ပြောလိုက်တယ်မင်းကတတိမိနေတယ်မဟုတ်ဘူးလားငါကိုမင်းရဲ့ချစ်သူဆိုတာအတိမတ်မပြုတ်ဘူးလေငါဘသူနဲ့စကားပြောမင်းလုံးမဟုတ်ပါဘူးဒီလိုပြောပြပြီးတာနဲ့သူမရဲ့တုံ့ပြန်မှုကိုမဆောင်တော့ပဲတက္ကစီတစ်စီးတာပြီးထွက်လာခဲ့တယ်စကားတခုမှမပြောနိုင်ပဲစရီနာကကျွန်တော်ထွက်သွားတာကိုကြည့်နေုံပဲတတ်နိုင်တော့တယ်ခဏလောက်အနားယူပြီးနောက်ကျွန်တော်တဖြည်းဖြည်းပြန်ကျန်းမာလာတယ်အားနေတဲ့အချိန်နိုင်ငံခြားသွားမဲ့ဈေးစကားတွေကိုအကြမ်းဖျင်းတွက်ကြည့်တော့ကုန်ကျစရိတ်ကတော်တော်များနေတာကိုတွေ့ရတယ်အရင်ကအလုတ်အပ်ဖူးတဲ့ဖောက်တဲ့တယောက်ကအလုတ်ကြီးတစ်ခုချိတ်ပေးတယ်တခြားလုပ်စရာလည်းမရှိတာနဲ့လက်ခံလိုက်တယ်ပွဲလုံးမဲ့နေရရောက်တော့မှအဲ့ဒါမွေးနေ့ပွဲဆိုတာသိလိုက်ရတယ်စီရီနာနဲ့ဒေမွန်လက်မောင်းချိတ်ပြီးဝင်လာတာကိုမြင်တော့ကျွန်တော်အိတ်ခဲသွားတယ်ရင်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာတယ်ဒါပေမဲ့ကျွန်တော်စီယံငွေယူထားပြီးပြီလေဒါကြောင့်အဲ့ဒီတမျိုးကြီးဖြစ်နေတဲ့ခံစားချက်ကိုဖိနှိပ်ထားပြီးကင်မရာကိုထုတ်လိုက်တယ်ကျွန်တော်ကိုမြင်တော့ဒေမွန်ကချက်ချင်းပဲသူ့နက်ကတိုင်ကိုတိတိကျကျပြင်လိုက်ပြီးပြုံးဖြည်းဖြည်းနဲ့ရှောက်လာတယ်ဒုက္ခပေးတယ်လို့ဖြစ်သွားရင် sorry ပဲအောက်ထောင်ကနေရိုက်ပေးဖို့ကြိုးစားပါပြီးတော့ brightness လေးနည်းနည်းလျှော့ပေးပါနောက်မှငါစင်ပေါ်တက်သွားရင်ဇူးဝမ်ဇုံဆွဲထားပြီးသူ့ရဲ့တောင်းဆိုချက်တွေအများကြီးကိုလိုက်လို့ရင်ပုံပေါင်းရာချီရိုက်ပေးခဲ့ပေမဲ့ဒေမွန်ကမကျေနပ်သေးဘူးသူကအတင်းပြန်ရိုက်ခိုင်းတယ်စိတ်ရှည်လက်ရှည်နဲ့နောက်ထပ်3-4မျိုးလောက်ပြန်ရိုက်ပေးလိုက်တယ်ဒဏ်ရာရထားတဲ့ကျွန်တော်လက်ကောက်ဝတ်ကပြန်လာတယ်ဒေမွန်ကပုံတွေကိုလှမ်းကြည့်ပြီးသူ့မျက်နှာပေါ်မှာလောင်ပြောင်ခြင်းနဲ့အရေးအယောင်တွေပြည့်နေတယ်ဒါကဘာတွေလဲနာမည်ကြီးတပ်ပုံဆရာဆိုလူတွေပြောသလောက်လဲမင်းကမတော်ပါဘူးပထမဆုံးရိုက်ထားတဲ့အတုပ်ကိုပဲတုံးလိုက်တော့မယ်အနည်းဆုံးတော့အဲ့ဒီအထက်ကအနှဲငယ်ကကြည့်လို့ရသေးတယ်ဘေးနားကလူတွေကပါဇက်ကိုအုပ်ပြီးခိုးရကြတယ်စောင်းကြောင်ထိုင်ရလွန်းလို့ထုံကျင်နေတဲ့ဒူးတွေကိုပုတ်ပြီးကျွန်တော်မတက်ရက်လိုက်တယ်ဒေမွန်ကပို့ပြီးမာနတက်လာတယ်သူကစရီနာစီလျှောက်သွားပြီးကျွန်တော်ဘက်ကိုလှည့်ကလက်ရက်ခေါ်ပြီးအမိတ်ပေးတဲ့လေတံနဲ့ပြောတယ်ဒီကိုလာခဲ့ငါနဲ့ငါကောင်မလေးရဲ့စုံရွဲပုံတွေရိုက်ပေးဦးကျွန်တော်မျက်လုံးတွေအေးခဲသွားအားပေမဲ့ချက်ချင်းပဲပုံမှန်ပြန်ဖြစ်သွားတယ်ကင်မရာကိုမပြီးသူတို့နှစ်ယောက်စီချိန်ရွယ်လိုက်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်ဒေမွန်က post pose မျိုးစုံပေးပြီးနောက်ဆုံးမှာတော့စရီနာကိုငုံပြီးနမ်းလိုက်တယ်အခန်းတစ်ခုလုံးအော်ဟစ်ဆူညံသွားတယ်
လူတိုင်းကသူတို့ကိုသဘောတကျအော်ဟစ်အားပေးနေကြတယ်အားပေးတံတွေကိုကြားတော့ဆီရီနာရဲ့ခန္ဓာကိုယ်ကတစ်စက္ကန့်လောက်တောင့်တင်းသွားတယ်သူမကဒေမွန်ရဲ့ခါကိုဖတ်ထားရကနေလွတ်လိုက်ပြီးကျွန်တော်ကိုစိုးရင်တကြီးလှမ်းကြည့်ပေမဲ့ကျွန်တော်ဘာမှမတုံ့ပြန်ဘူးအခုလေးတင်ဖြစ်သွားတဲ့ကိစ္စကိုဘာမှဂရုမစိုက်တဲ့ပုံစံနဲ့ခေါင်းငုံပြီးကင်မရာတွေကပုံတွေကိုပဲလှမ်းကြည့်နေလိုက်တယ်ဒီပါတီပွဲက4 နာရီကြာပြီးနောက်ဆုံးမှာတော့ပြီးဆုံးသွားတယ်ကျွန်တော်ကင်မရာကိုအိတ်ထဲပြန်ထည့်တ िश ူထုတ်ပြီးဒေမွန်မတော်တဆကျွန်းတော့အင်ဂျီပေါ်ဖိတ်ကျသွားတဲ့ကိတ်မုံတွေကိုတုတ်ပစ်လိုက်တယ်ဟာလာဟင်းလင်းဖြစ်နေတဲ့ခမ်းမထဲမှာခြေတံတွေရုတ်တရက်ပဲ့တင်ထက်လာတယ်ခေါင်းမော့ကြည့်လိုက်တော့ဒေမွန်ကပြုံးဖြီးပြီးနဲ့ကျွန်တော်စီတက်တက်လျှောက်လာတာကိုတွေ့လိုက်ရတယ်ဒီညပင်ပန်းသွားပြီးကျေးဇူးပဲမင်းပတ်စံလိုနေတယ်မလားငါရိုက်ခိုင်းခြင်းနဲ့နောက်ထပ်တပ်ပုံတစ်ဆက်ရှိသေးတယ်ပတ်စံ2ဆပေးမယ်လို့မလား2ဆဟုတ်လားကျွန်တော်ခဏလောက်တွေ့ဝေသွားပြီးမှခေါင်းညိတ်သဘောတူလိုက်တယ်ဒေမွန်ကကျွန်တော်ကိုအပေါ်ထက်ကဟိုတယ်ခန်းစီတန်းခေါ်သွားတယ်သူကရိုက်ရမဲ့ထောင်းတဲ့အကြောင်းအရာတွေကိုတတ်မှတ်ပေးတယ်ထောက်တနေရာမှာကျွန်တော်ကင်မရာကိုနေရာချလိုက်တဲ့အချိန်မှာပဲတယောက်ကတကားလာခောက်တယ်ဒေမွန်ကချက်ချင်းသွားမဖွင့်သေးဘူးသူကကျွန်တော်ကိုအတိတ်ပဲပါပြုံးပြတယ်စတော့မယ်အကုန်လုံးကိုဗီဒီယိုရိုက်ထားဖို့မမေ့နဲ့သူကကင်မရာအတွက်အပေါက်ငယ်လေးတစ်ခုပဲခြံထားပြီးထောက်နေရာကိုကွယ်သွားအောင်ကိုလာကာကိုဆွဲပိတ်လိုက်တယ်ကျင်းမြောင်းတဲ့နေရာလေးထဲမှာကျွန်တော်ကိုကြုံထားရင်းနီးကပ်လာတဲ့ခြေတံတွေကိုနားထောင်နေမိတယ်မိန်ပြအလင်းရောင်အောက်မှာဒေမွန်ကမိန်းမတစ်ယောက်ကိုဖြည်းဖြည်းချင်းခေါ်လာပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေပူးကက်ရစ်နွယ်သွားတယ်မှန်ဘီလူတဲကနေဆီရီနာနဲ့ဒေမွန်တို့ရစ်နွယ်နေတာကိုကြည့်ရင်ကင်မရာထောက်တိုင်ကိုကင်ထားတဲ့ကျွန်တော်လက်တွေတင်းကနေဖြစ်သွားတယ်ကျွန်တော်အခန်းထဲမှာအတူတူရှိနေတာလေအခန်းထဲကအပူရှိန်ကပူပြီးပြင်းထန်လာတယ်မရက်မနာထွက်ပေါ်နေတဲ့အတန်တွေကိုနားထောင်ရင်ကျွန်တော်ထုံကျင်နေတယ်လို့ခံစားရတယ်အသက်ရှူရတာတောင်ခက်ခဲလာတဲ့အချိန်တွေကနှေးကွေးစွာကုံဆုံးနေတယ်မနက်3 နာရီမှာတော့စူညံတန်တွေရက်သွားပြီးရေချိုးတန်ကြားလိုက်ရတဲ့ကလားကာကိုဆွဲဖယ်ပြီးထုံကျင်နေတဲ့ခြေထောက်တွေကိုဆွဲကထွက်လာခဲ့တဲ့ကျန်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့အဝတ်စားတွေကိုကြော်ခွပြီး memory ကတ်ကိုစပွဲပေါ်တင်ကတကားကိုဖွင့်ထွက်လာခဲ့တဲ့မိုးမလင်းခင်လမ်းမတွေကခြောက်ကပ်နေတဲ့ကျွန်တော်တယောက်တည်းရည်ရွယ်ချက်မရှိရှောက်သွားနေမိတယ်ဘလောက်ကြာရှောက်လာမိလဲမသိဘူးညိုမဲနေတဲ့မျက်လုံးတွေကိုမောကြည့်လိုက်တော့မှကျွန်တော်ရဲ့အထက်တန်းကျောင်းကိုဘလို့ပြန်ရောက်လာမှန်းမသိရောက်နေတာကိုသတိထားမိလိုက်တော့တယ်မြုပ်ကွယ်နေတဲ့မှတ်ဉာဏ်တွေကစရီနာကျွန်တော်ကိုမီတာထောင်ချီဆွဲပြေးခဲ့မှုတဲ့ပြေးလမ်းပေါ်မှာအလုံးရင်းနဲ့ဝင်လာတဲ့ကျွန်တော်မွေးနေ့အတွက်သူမနှင်းစီပန်းတွေအပြည့်ဖြည့်ထားပေးခဲ့တဲ့ခမ်းမငယ်လေးကျောင်းတစ်ကျောင်းလုံးရှိမှာသူမကျွန်တော်ကိုချစ်ခွင့်ပန်ခဲ့တဲ့အလံတိုင်းအရာအလုံးကအရင်တိုင်းပဲဒါပေမဲ့ဒီထဲမှာရက်နေတဲ့ကျွန်တော်ကတော့အရင်ကလိုဘာခံစားချက်မှမရှိတော့ဘူးစာတင်ဆောင်ဘက်ကိုရှောက်သွားတော့အလုလာလုတဲ့ကျောင်းအုပ်ကြီးဟာတာလေး Hartley နဲ့စုံတဲ့ကျောင်းလုံးကစရီနာကျွန်တော်ကိုအကြီးကျယ်လိုက်ခဲ့ဘူးတာကြောင့်ဆရာတိုင်းလူကကျွန်တော်ကိုမှတ်မိနေတဲ့ကျောင်းအုပ်ကြီးဟာတာလီကပြုံးပြီးကျွန်တော်ကိုနှုတ်ဆက်တယ်အီတန်ဘလိုလုံးရုတ်တရက်ကျောင်းဘက်ရောက်လာတာလဲဆီရီနာရောဘယ်မှာလဲမင်းတို့နှစ်ယောက်ဆစ်ဆက်လိုက်ပြီလို့ကြားတယ်ဖိတ်စာလာပေးတာလားကျွန်တော်အတင်းပြုံးလိုက်ပြီးစကားရပြောင်းလိုက်တယ်ကျွန်တော်ပြန်မလာဖြစ်တာတော်တော်ကြာပြီဒီနားကဖြတ်သွားရင်ဆရာတွေကိုဝင်တွေ့ချင်လို့ပါကျွန်တော်တို့လမ်းလျှောက်ရင်းစကားတွေပြောကဟောင်းနှွမ်းနေတဲ့မှတ်ဉာဏ်များစွာကိုပြန်လဲအမှတ်ရမိကြတယ်ကျွန်တော်တို့နှစ်ယောက်စလုံးအတွက်ကြည်နူးစရာပါပဲမခွဲခွာခင်မှာကျောင်းအုပ်ကြီးဟာတာလီကတခုခုကိုတတိယသွားပုံရတဲ့သူကရုံးကန်းဗီတိုတဲကအဝါရောင်ဒိုင်းယာရီစာအုပ်လေးတစ်အုပ်ကိုဆွဲထုတ်ပြီးကမ်းပေးတယ်ဒါကလွန်ခဲ့တဲ့နှစ်တွေတုန်းကစာကြည့်ချိန်မှာစီကန်းလိုက်စေရင်စရီနာစီကနေတင်ထားခဲ့တာမင်္ဂလာဆောင်လဲနီးလာပြီဆိုတော့မင်းကိုပဲပြန်ပေးလိုက်တော့မယ်ကျွန်တော်ခဏလောက်အေးခဲသွားပြီးအဲ့ဒါကိုယူကာသူ့ကိုအယိုအသေးပေးလိုက်တဲ့အပြန်လမ်းမှာဒိုင်ယာရီကိုဖွင့်ကြည့်လိုက်တော့ပထမဆုံးမြင်လိုက်ရတာကစီနာရဲ့တက်ရက်တဲ့လက်ရည်တွေပဲဖတ်နေရင်းနဲ့နှာခေါင်းနဲ့ဆူရှလာပြီးမျက်ရည်တွေကထိမ့်မရပဲတပေါက်ပြီးတပေါက်ကျလာတယ်အဲ့ဒါတွေကအတိတ်အတွက်ဝမ်းနည်းပူဆွေးခြင်းနဲ့နှုတ်ဆက်ခြင်းနှမျိုးစလုံးပါပဲကားကဘီလာကိတ်ပေါက်ဝမှာရက်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ရဲ့ပြောင်းဆန်နေတဲ့ခံစားချက်တွေကိုညတိမ်တက်အောင်ထိမ့်လိုက်နိုင်ပြီဒိုင်ယာရီကိုပိတ်ကားတကားကိုဖွင့်လိုက်ပြီးအခုလေးတင်ရောက်လာတဲ့စရီနာနဲ့မျက်လုံးချင်းစုံသွားတယ်သူမရဲ့လက်ပင်ပေါ်ကနေရဲနေတဲ့အနမ်းရတွေကိုကြည့်ရင်ညတုန်းကဖြစ်ခဲ့တာတွေကိုသတိရသွားပြီးမျက်နှာလွှဲလိုက်တဲ့စရီနာကကျွန်တော်ငိုထားမှန်းသတိထားမိသွားတယ်သူမမျက်မှောင်ကျုပ်ပြီးတွဲဝိုက်တဲ့နီးနဲ့မေးဖို့လုပ်နေတော့သူမကိုဖတ်ထားတဲ့ဒေမွန်ကပါကျွန်တော်မျက်လုံးတွေနေရဲနေတာကိုသတိထားမိသွားပြီးလှောင်ပြုံးလိုက်တယ်မင်းညကပင်ပန်းသွားပြီးကျေးဇူးပဲကျန်တဲ့ပတ်စံတွေကိုငါမင်းစီလွှဲပေးလိုက်ပြီးမင်းရိုက်ပေးထားတာတွေကိုငါအရန်ကျဉ်နဲ့တယ်သူမလည်းကျဉ်နဲ့မှာပါဟုတ်တယ်မလားသူ့ရဲ့အတိတ်ပဲပါတဲ့စကားတွေကိုကြားတော့ဆီရီနာရဲ့မျက်ခုံးတွေတွန့်သွားတယ်ဘာကိုကျဉ်နဲ့တာလဲညဦးပိုင်းကမွေးနေ့ပုံတွေကိုပြောတာပေါ့ဘာဖြစ်နိုင်အောင်မလဲနောက်ပိုင်းရိုက်တဲ့ဟာတွေလေသူ့ရဲ့ပေါက်တက်ကရစကားတွေကြောင့်ဆီရီနာရင်ထိတ်သွားတယ်သူမကသူ့ပါဇက်ကိုအမြန်လန်းပိတ်လိုက်တယ်ကျွန်တော်တို့နှစ်ယောက်စလုံးကိုလစ်လူရှုပြီးအိမ်ထဲကိုလှည့်ဝင်လာခဲ့တယ်အမိုက်ပုံးနာကဖြတ်သွားရင်ဒိုင်ယာရီကိုအထဲကိုပေါ့ပပပဲပစ်ထည့်လိုက်တယ်ချစ်ချင်းမြတ်တာတွေရိုးသားမှုတွေနဲ့ပြည့်နေနေခဲ့တဲ့အဲ့ဒီလူငယ်ဘဝနှစ်ကာလတွေဟာအခုတော့အပြီးတိုင်မြုပ်နှံခံလိုက်ရပြီးမထွက်ခွာခင်အင်ရှင်စီ message ပို့ပြီးအိမ်လာခဆက်မသွင်းတော့ဘူးလို့ပြောလိုက်တယ်သူကအကြောင်းရင်းကိုစက်တိုက်မင်းနေတယ်ကျွန်တော်လည်းတာမန်အကြောင်းပြချက်တစ်ခုပေးလိုက်တယ်သူကနောက်ထပ်ရက်အနည်းငယ်အချိန်ပိုပေးနိုင်ကြောင်းနဲ့နောက်လာလေအထိနေခွင့်ပြုမယ်လို့ပြောတယ်ဒါစီနာရဲ့လက်ချက်ဆိုတာကြလွန်တော်သိတယ်သူမကကျွန်တော်ကိုနောက်ထပ်ရက်အနည်းငယ်ဆက်နေစေချင်တာပြီးမှမှတ်ဉာဏ်ပြန်ရလာတယ်လို့ဟန်ဆောင်ပြီးကျွန်တော်ကိုအိမ်ပြန်ခေါ်သွားဖို့လေသူမရဲ့အစီအစဉ်ကိုကျွန်တော်ဖွင့်မပြောပဲဒီတိုင်းသဘောတူလိုက်တယ်ကျွန်တော်ထွက်မသွားခင်3ရက်လိုမှမသိတဲ့နံပါတ်တစ်ခုစီကနေဖုန်းဝင်လာတယ်ဟယ်လိုဆရာကျွန်တော်ဟိုတယ်မန်နေဂျာပါဆရာတို့စစ်ဆက်ပွဲလုပ်ခဲ့တဲ့နေရာကပါကိစ္စကဒီလိုပါဆရာရဲ့စစ်ဆက်ထားသူကကျွန်တော်တို့ရဲ့ပင်မခမ်းမကိုစောစောကလေးကပုတ်ကင်လုပ်ထားပြီးတံပတ်ခါကြရင်ဒီမှာမင်္ဂလာဧည့်ခံပွဲလုပ်ချင်တယ်လို့ပြောထားပါတယ်ဒါပေမဲ့မကြသေးခင်ကသူမကိုဆက်သွယ်လို့မရဖြစ်နေလို့ပါအတီးပြရမယ်အသေးစိတ်အချက်လက်တချို့လည်းရှိနေလို့ပါဆရာလာပြီးဆွေးနွေးပေးလို့ရမလားကျွန်တော်ညင်းမလို့လုပ်ပေးမယ်တံပတ်ခါဆိုတဲ့စကားလုံးကိုကြားလိုက်တော့မျက်တောင်တွေအနှဲငယ်တုန်ခါသွားတဲ့ဇန်နဝါရီ18ရက်နေ့ကစရီနာသူမရဲ့မှတ်ဉာဏ်တွေပြန်ရလာမယ်လို့စီစဉ်ထားတဲ့နေ့လေအဲ့ဒီနေ့ကကြွ
အနော်ထွက်သွားမဲ့နေ့လည်းဖြစ်နေတယ်ကျွန်တော်သဘောတူလိုက်ပြီးတက္ကစီတစ်စီးနဲ့သွားခဲ့တယ်ခမ်းမထဲကိုဝင်ချင်းအပြင်စင်တွေကိုမြင်လိုက်ရတော့ကျွန်တော်လုံးဝတိတ်ဆိတ်သွားတယ်ပန်းတွေကစပြီးအလဲမှာအလှဆင်ထားတာတွေထိအားလုံးကဆရီနာကျွန်တော်ကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့နေ့ကအပြင်စင်နဲ့တပုံစံနဲ့ပဲအဲ့ဒီမှာရက်နေရင်ဘယ်နှစ်ခုနှစ်ဘယ်ချိန်ကိုရောက်နေလဲဆိုတာတော့ကျွန်တော်မခွဲခြားတတ်တော့ဘူးကျွန်တော်နဲ့အတူဝင်လာတဲ့မန်နေဂျာကရှင်းပြဖို့လုပ်နေတော့ဖုန်းဝင်လာတာနဲ့အပြင်ကိုထွက်သွားတယ်ကျွန်တော်ဒုတိယထပ်ကိုတယောက်ထက်တက်သွားပြီးအောက်ကိုငုံကြည့်လိုက်တော့ဆရီနာပန်းတွေကင်ပြီးကျွန်တော်ကိုဖက်ကတစ်သက်လုံးချစ်သွားပါမယ်လို့တစ္ဆာဆူခဲ့တဲ့မြင်ကွင်းကိုမအောင်မေပဲမနေနိုင်ခဲ့ဘူးအဲ့ဒီတုန်းကကျွန်တော်တို့ရဲ့အိမ်အောင်တဲ့ဘဝအတွက်မျှော်လင့်ချက်တွေအပြည့်ရှိခဲ့တာဒါပေမဲ့3လအကြာမှာတော့အရာအလုံးကလေထဲလွင်ပါပြောက်ကွယ်သွားခဲ့ပြီးဒီအတွေးတွေထဲမှာနစ်မျောနေတော့တကားကရုတ်တရက်ပွင့်လာတဲ့ဂါဝင်ရှိဝတ်ထားတဲ့ဆရီနာကပန်းစည်းကိုကင်ပြီးဝင်လာတဲ့ဒေမွန်ကသူ့မနောက်ကနေလိုက်လာတဲ့အရှိမရှိနေတဲ့အိမ်မက်ဆန်ဆန်မြင်ကွင်းကိုမြင်တော့သူ့အံ့ဩသွားပြီးမျက်လုံးထဲမှာမျောလင်းချက်အရေးရောင်တွေဖြစ်ပြေးသွားတယ်ဆရီနာမင်းငါကိုဒီကိုဘာလို့ခေါ်လာတာလဲဆရီနာကလက်ဖြောက်တစ်ချက်တီးလိုက်ပြီးသူ့မမျက်နှာမှာမာနတက်နေတဲ့အပြုံးတွေလင်းလက်နေတယ်ဒီနေရာကငါအီတန်နဲ့ဆိတ်ဆက်ပွဲလုပ်ခဲ့တဲ့နေရာလေးတံပတ်ခါကြရင်ငါတငယ်ချင်းတွေကိုသူ့ကိုဒီကိုခေါ်လာခိုင်းမယ်ပြီးရင်ဒီမြင်ကွင်းကိုကြည့်ပြီးငါမှတ်ညံတွေတဘာဝကြကြပြန်ရလာတယ်လို့မျိုးဟန်ဆောင်လို့ရတာပေါ့ငါဒီနေ့နင့်ကိုဇက်တိုက်လေးချင်းဖို့ခေါ်လာတာနင်ကအီတန်နေရာကနေတရုတ်ဆောင်ပေးဘာများလိုအပ်ချက်ရှိမလဲကြည့်ရအောင်သူမကဒေမွန်ကိုစင်လဲကိုတွန်းပို့ပြီးတရုတ်ဆောင်ဖို့စတင်လိုက်တယ်အေယာမတိုင်လုံးကြီးတစ်ခုကကျွန်တော်ကိုလုံးဝကွယ်ထားပေးတယ်သူတို့နှစ်ယောက်ရဲ့စိတ်ပါလက်ပါတရုတ်ဆောင်နေတာကိုမျက်လုံးလေးပုတ်ခတ်နဲ့ကျွန်တော်တိတ်တဆိတ်စောင့်ကြည့်နေမိတယ်ကျွန်တော်ဝန်ခံရမယ်ဆရီနာမှာတကယ်ကိုတရုတ်ဆောင်နိုင်တဲ့ပါရမီရှိတယ်ဒီအကြောင်းတွေကိုကျွန်တော်ဘာမှမသိပဲ3ရက်ကြာမှဝင်လာခဲ့မယ်ဆိုရင်ကျွန်တော်တကယ်ပဲယုံမိသွားနိုင်တယ်ကံကောင်းစွာနဲ့ပဲကျွန်တော်ကအဲ့ဒီလောက်ထိကံမဆိုးခဲ့ပါဘူးအောက်ထပ်မှာတော့ဇက်တိုက်လေးချင်းမှုကခွင့်လွတ်တဲ့အခန်းကိုရောက်နေပြီးဒေမွန်ကငုံပြီးဆရီနာကိုနမ်းလိုက်တယ်မူလကနူးညံ့သိမ်မွေးရဲ့လေထုကဒီအချိန်ကစပြီးလိန်ကောက်သွားတော့တယ်2မိနစ်ခွဲလောက်အကြာမှာတော့ဒေမွန်ကဆရီနာကိုဖတ်ထားပြီးခက်တိုးတိုးပြောလိုက်တယ်မင်းသူစီပြန်သွားပြီးလို့မပြောဘူးဆိုရင်ငါ့ကိုအချိန်မရွေးဆက်သွယ်လို့ရတယ်နော်ဒါကိုကြားတော့ဆရီနာရဲ့မျက်လုံးတွေထဲမှာအထင်မြင်သေးတဲ့အရေးအယောင်တစ်ခုဖြစ်ပြေးသွားတယ်သူမအတန်ကပုံမှန်မဟုတ်တဲ့တေချာမှုတွေပါနေတယ်နောက်တစ်ချိန်ဆိုတာမရှိတော့ဘူးနောက်3ရက်နေရင်ဒါတွေအားလုံးပြီးသွားပြီငါကအီတန်တယောက်တည်းအတွက်ပဲဖြစ်သွားတော့မှဟုတ်လားကျွန်တော်မျက်လုံးထဲကလှောင်ပြောင်ခြင်းနဲ့အရေးအယောင်တွေကိုဖုံးကွယ်ဖို့မျက်လွှာချလိုက်တယ်ရင်ထဲမှာတော့သူမကိုအပြေပြန်ပေးလိုက်တယ်နှမျောစရာပဲစီနာငါမင်းကိုမလို့ချင်တော့ဘူးကျွန်တော်မထွက်ခွာခင်2ရက်အလိုမှာနာမည်ပြောင်းတာပြီးစီကြောင်းအကြောင်းကြားစာရခဲ့တယ်အပြင်ထွက်ပြီးမှတ်ပုံတင်နဲ့ passport အသစ်ကိုတွားယူလိုက်တယ်အိမ်ပြန်ရောက်တော့ညနေတောင်စောင်းနေပြီးခေါင်းမောကြည့်လိုက်တော့တကားဝမှာစောင့်နေတဲ့စီနာကိုတွေ့လိုက်ရတယ်သူမကကျွန်တော်ကိုစောင့်နေခဲ့တာနဲ့တူတယ်ကျွန်တော်ကိုမြင်တော့သူမမျက်လုံးတွေကမတိချသလိုတုန်ခါသွားပြီးအတန်ကလည်းတွန့်ဆုတ်နေတယ်ရှင်ဘယ်ရီသွားနေတာလဲကျွန်တော်ကအတန်အေးနဲ့ပဲတော့ကိုဖွင့်လိုက်တယ်တခုခုလိုလားဆရီနာကသူမလက်တွေကိုအိတ်ကက်ထဲထည့်ပြီးဘာမှမဖြစ်သလိုဟန်ဆောင်လိုက်တယ်ဘာမှမလိုပါဘူးမနှက်ဖြန်မုန်တိုင်းကြီးလာမယ်လို့မိုးလေဝသကခုလေးတင်ကြီးညာသွားလို့မလိုအပ်ရင်အပြင်မထွက်နဲ့နော်မနှက်ဖြန်ကျွန်တော်ကိုရှာမတွေ့မှာကိုသူမတိတိတတ်တာကြောက်နေတာပဲပြီးတော့ဒီလောက်အသုံးမကျတဲ့အကြောင်းပြချက်ကြီးပေးရတယ်လို့ကြွအတော်ရဲ့ချင်းစိတ်ကိုထိန်းထားပြီးခေါင်းညှိပြလိုက်တယ်သိပါပြီကျွန်တော်ရဲ့ဂယုမဆိုင်တဲ့မျက်နှာထားကိုကြည့်ရင်စီရီနာကရှင်းပြမရတဲ့ထိတ်လန့်မှုလိုင်းလုံးတစ်ခုကိုခန်းစားလိုက်ရတယ်မကြသေးခင်ကကျွန်တော်ရဲ့အပြုမူတွေကတမျိုးဖြစ်နေတယ်လို့သူမခန်းစားနေရပေမဲ့ဘာတွေမှားနေလဲဆိုတာကိုတော့အတိအကျမပြောနိုင်ဘူးကျွန်တော်ထွက်သွားမဲ့နေ့မှာစောစောထားလိုက်တဲ့နေ့လယ်2နာရီမှာလေရင်ရှိလို့ကြံနေတဲ့ပစ္စည်းတွေအကုန်လုံးကိုလွှင့်ပစ်လိုက်တဲ့ခီးဆောင်အိတ်နှလုံးပဲကျွန်တော်ရဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့အခန်းကိုကြည့်ပြီးတက်ပြင်းရှည်ကြီးတစ်ခုချလိုက်တဲ့7နာရီထိုးတော့လူခေါ်ခေါင်းလောင်းမြည်လာတဲ့တကားကိုဟယုံလေးဖွင့်ကြည့်လိုက်တော့စီရီနာရဲ့တငယ်ချင်းအရင်းတွေကိုတွေ့လိုက်ရတယ်အီတန်ဒီအချိန်တွေအတွင်းမှာဆရီနာရဲ့အခြေအနေကြောင့်မင်းတော်တော်ပင်ပန်းနေပြီဆိုတာငါတို့သိပါတယ်အားလည်းမရှိတော့လောက်ဘူးတနေ့ကဆရာဝန်ပြောတာတော့သူဆေးမှန်မှန်တောက်နေလို့တဖြည်းဖြည်းတက်တာလာနေပြီတဲ့ဒါကြောင့်ဆက်ပြီးမစိုးရိမ်ပါနဲ့တော့ဟုတ်တယ်ဆရီနာလည်းမှတ်ညံတွေအမြန်ပြန်ရလာဖို့ငါတို့မျှော်လင့်ပါတယ်လူတိုင်းကမင်းတို့ရဲ့မင်္ဂလာဆောင်ကိုတက်ချင်နေကြပြီးဒီနေ့ကမင်းတို့ရဲ့9နှစ်ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်နေတော့ငါတို့မင်းအတွက်အော်စရာလေးတစ်ခုပြင်ဆင်ထားတယ်သူတို့ကြိုကျက်လာတဲ့စကားတွေကိုရွပြနေတာကိုကျွန်တော်တိတ်တဆိတ်နားထောင်နေလိုက်ပြီးသူတို့နဲ့အတူမေကွန်းတစ်ခုမေးရင်းလိုက်ကစားပေးလိုက်တယ်ဘလို့အော်စရာမျိုးလဲငါတို့နဲ့လိုက်ခဲ့လေတွေ့ရမှာပေါ့ကျွန်တော်အဖြေမပေးရသေးခင်သူတို့တွေကတယောက်ရဲ့ဖုန်းမြည်လာတဲ့10မိနစ်လောက်ကြာတော့သူတို့စကားပြောင်းသွားတယ်အီတန်ကိစ္စလေးတစ်ခုပေါ်လာလို့အော်စရာကခဏလောက်တော့စောင့်ရလိမ့်မယ်မင်းပါတာမင်းအရင်သွားနှင်းလိုက်ဒီညမှငါတို့မင်းကိုလာကြုံမယ်အဲ့ဒီလိုပြောပြီးသူတို့မိုးတဲ့ရေထဲမှာထွက်သွားကြတယ်မိုးတဲ့ထဲမှာသူတို့ကားပြောက်ကွယ်သွားတော့မှကျွန်တော်နောက်လှည့်ပြီးခီးဆောင်အိတ်ကိုဆွဲထုတ်လိုက်တယ်10မိနစ်လောက်ကြာတော့တက္ကစီတစ်စီးတကားရှိကိုစိုက်လာတယ်ရင်မောင်းကခီးဆောင်အိတ်ကိုတဲပြီးရှေ့ကသွားတယ်ကျွန်တော်ဘီလာထဲကနေထွက်လာခဲ့တဲ့ဘေးအိမ်ကဂိတ်တကားမှာရက်ထားတဲ့ကားဘေးကဖြတ်သွားတော့အထဲကနေတမျိုးကြီးဖြစ်နေတဲ့အတန်တွေကိုကြားလိုက်ရတယ်ပူပြီးပြင်းပြင်းထန်ထန်လှုပ်ခါနေတဲ့စပိုကားစီကိုလှမ်းကြည့်လိုက်မိတယ်ကျွန်တော်ကြောချမ်းသွားပြီးခြေလမ်းတွေကိုခက်သွက်သွက်လျှောက်လိုက်တဲ့တနေ့လုံးရွာနေတဲ့မူကနောက်ဆုံးတော့တိတ်သွားပြီးကျင်းနဲ့သွားတဲ့ဆရီနာကကားတကားကိုဖွင့်ပြီးအပြင်ကိုလက်ရက်ခေါ်လိုက်တဲ့အင်ဂျီကျဲတီးတက်နေစေဖြစ်တဲ့ဒေမွန်ကိုအပြင်ထွက်ဖို့အချက်ပြလိုက်တာပဲသူကနှုတ်ခမ်းဆူပြီးသူမကိုဆူဆူရဲရဲကြီးကငုံပြီးအနမ်းခိုးဖို့ကြိုးစားတဲ့ဒိုင်ကွက်စခရင်ဘောကအချိန်ကိုကြည့်ရင်ဆရီနာကသူ့ကိုရှောင်ဖို့ခေါင်းလွှဲလိုက်တယ်မိုးတိတ်သွားပြီးဒါပေမဲ့ဆရီနာကသူ့စကားကိုဖျက်ပြောလိုက်တယ်သူမအတန်ကဘသူ့ကိုမှဂယုမဆိုင်တဲ့အာနာတန်ပါနေတယ်ငါတို့က2လလောက်ပဲကစားမဲ့ကစားပွဲဆိုတာအစကတည်းကနင့်ကိုပြောထားပြီးသားလေအခုအချိန်ပြည့်သွားပြီးနင်းစက်ခုံပေါ်ကနေဆင်းရမယ့်အချိန်ရောက်ပြီးဟိုတယ်အပြင်ဘက်မှာကားရက်လိုက်တဲ့အခါသူမကပင်မခမ်းမဘက်ကိုမသွားဘူးသူမကဓာတ်ရိုက်အပေါ်ထက်ကိုတက်သွားတယ်တနေ့ခင်းလုံးပျော်ပါထားလို့သူမရဲ့အဝတ်စားတွေကတွန့်ကျင်နေတယ်
သူမတန့်စင်ဖို့လိုနေတယ်ရေချိုးခန်းနဲ့မဝင်ခင်သူမတငယ်ချင်းတွေကိုဖုန်းခေါ်ပြီးမာစရာရှိတာတချို့ကိုမှားလိုက်တယ်တစ်ဖက်ကကောင်းမလေးတွေကပြိုင်လူသဘောတကျရေကြတယ်ဆရီနာစိတ်မပူပါနဲ့အီတန်ကလာဖို့ဒီမနက်တင်သဘောတူထားတယ်ငါတို့သူ့ကိုတွားကြုံနေပြီဟုတ်တယ်နင်ကနောက်ကျရင်ဘလို့တရုတ်ဆောင်မလဲဆိုတာကိုပဲအာယုံစိုက်ထားမလွယ်ဘူးနော်သူတရုတ်ဆောင်နေတာနှစ်လတောင်ရှိပြီပဲတစ်ချက်မှတောင်အမှားယွင်းမရှိခဲ့တာဘာကြောက်စရာရှိလို့လဲအီတန်ကဆရီနာကိုအယူမှုချစ်နေတာလေသူဘာမှတန်တရားဝင်မှာမဟုတ်ပါဘူးဆရီနာကသူတို့ရဲ့နောက်ပြောင်နေတာတွေကိုဆက်နားမထောင်ချင်တော့ဘူးသူမရဲလိုက်ပြီးသူတို့ကိုခတ်ဟဆူလိုက်ကဖုန်းကိုဆိုဖာပေါ်ပစ်ချလိုက်တဲ့နိုင်ဝက်ကြတော့ခေါင်းတုံရင်ထွက်လာချိန်မှာသူမရဲ့ဖုန်းကမရက်မနာမြည်နေတာကိုကြားလိုက်ရတဲ့စခရင်ကိုကြည့်လိုက်တော့ miss call အခေါ်20ကျော်လောက်ဝင်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာသူမရဲ့ရင်ခုန်တန်တွေမြန်လာတဲ့ထိတ်လန့်မှုကိုဖိနှိပ်ထားပြီးဖုန်းကင်လိုက်တယ်ဖုန်းတွေအများကြီးပဲဘာတွေဖြစ်နေတာလဲဆရီနာငါတို့ဘီလာတကားကို10မိနစ်လောက်ခောက်နေတာဒါပေမဲ့အီတန်ထွက်မလာဘူး message လည်းမပြန်ဘူးဖုန်းလည်းပိတ်ထားတယ်ဘလို့လောက်ကြမလဲသူ့ကိုဆက်သွယ်လို့မရဘူးဆရီနာမျက်မှောင်ကျုပ်သွားတယ်သူမရဲ့စိတ်အခြေအနေကောင်းတွေပျက်စီးသွားတယ်သူအိတ်နေတာနေမှာပေါ့ငါအိမ်ကိုသွားငါအဖေစီကအပူတော့ကိုယူပြီးအထဲကိုဝင်ကြည့်ချက်ကောင်းမလေးတွေကသဘောတူလိုက်တယ်ဆရီနာကနားထင်ကိုဖိလိုက်ပြီးအဝတ်စားတန်တန်လဲကဒီညအတွက်အစီအစဉ်ကိုခေါင်းထဲမှာပြန်စဉ်းစားနေလိုက်တယ်အစင်သစ်ဖြစ်တာနဲ့ပစ္စည်းတွေကိုယူပြီးအောက်ထပ်ကိုဆင်းလာတဲ့ဟိုတယ်မန်နေဂျာကသူမကိုမြင်တော့လိုလားတဲ့အမူအရာနဲ့အမြန်ပြေးလာတယ်မစ္စရီနာအပြင်စင်ကိုတစ်ချက်လောက်ကြည့်ပေးပါသဘောမကျတာတစ်ခုခုရှိရင်ကျွန်တော်တို့ချက်ချင်းပြင်ပေးပါမယ်ဆရီနာကအခန်းကိုအမြန်ကြည့်လိုက်ပြီးကျင်းနဲ့သွားကခေါင်းညှိလိုက်တယ်ကောင်းပါတယ်သူမရဲ့သဘောတူညီမှုရသွားတော့မန်နေဂျာကပို့ပြီးမျက်နှာချိုသွေးကပြုံးလိုက်တယ်မစ္စရီနာတင်သဘောကျရင်ပြီးတာပါပဲတကယ်တော့ကျွန်တော်တို့အရာအလုံးကိုအတိအကျပုံတူကူးနိုင်ခဲ့တာကတင်းရဲ့စိတ်ဆက်ထားသူကျေးဇူးကြောင့်ပါအလဲမှာထားတဲ့ပစ္စည်းတချို့ရဲ့အတိအကျနေရာတွေကိုကျွန်တော်မမှတ်မိလို့သူ့ကိုလာပြီးအတီးပြုတ်ပေးဖို့ခေါ်လိုက်ရတယ်စိတ်ဆက်ထားသူဟုတ်လားအဲ့ဒီစကားကိုကြားတော့စီနာရဲ့မျက်နှာထားကချက်ချင်းအိတ်ခဲသွားတယ်သူမရှိကလူကိုဆူဆူဝါးဝါကြည့်ပြီးဒေါသတကြီးနဲ့ပြောလိုက်တယ်သူ့ကိုဆက်သွယ်ဖို့ရှင်တို့ကိုဘသူကပြောလဲဒါကသူ့အတွက် surprise လုပ်ပေးမှလေရှင်အဲ့ဒါကိုမသိဘူးလားမန်နေဂျာကအယမ်းလန့်သွားတယ်သူစကားတောင်ကောင်းကောင်းမပြောနိုင်တော့ဘူးကျွန်တော်တင့်ကိုဆက်သွယ်လို့မရလို့သူ့ကိုလာကူညီပေးဖို့ခေါ်လိုက်တာပါတင်ကဒါကိုလှုပ်ဝက်ထားရမယ်လို့မပြောခဲ့ဘူးလေတင်တို့ကစစ်ဆက်ထားပြီးသားဆိုတော့လေတလားကြော်ကြပြင်ဆင်ခဲ့တဲ့အစီအစဉ်တွေပျက်စီးသွားပြီးဆရီနာမျက်နှာဒေါသကြောင့်နေရဲသွားတယ်လက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးပောက်ကွဲတော့မဲ့ဆဲဆဲမှာပဲသူမတငယ်ချင်းစီကဖုံးထပ်ဝင်လာတယ်ဆရီနာတခုခုမားနေပြီးအီတန်ပြောက်သွားပြီးမန်နေဂျာခုလေးတင်ပြောသွားတာနဲ့ဆက်ဆက်တွေးလိုက်တော့ဆရီနာကောင်းတွေမူးနောက်သွားတယ်လို့ခံစားလိုက်ရတယ်တွားရှာကြလေသူမရဲ့ဒေါသတကြီးအော်တန်ကိုကြားတော့ဟိုဘက်ကကောင်းမလေးတွေကငိုလို့မတက်ဖြစ်နေပြီးငါတို့မရှာဘဲနေတာမဟုတ်ပါဘူးဘီလာတစ်ခုလုံးရှင်းလင်းသွားပြီးငါတို့ CCTV ကင်မရာတွေကိုလည်းစစ်ကြည့်ပြီးသူဒီမနက်တင်အရာအလုံးကိုလွှင့်ပစ်ခဲ့တာပြီးတော့နေ့လယ်ကျတော့ခီးဆောင်အိတ်တွေနဲ့သူထွက်သွားပြီးသူဘဲကိုသွားလဲငါတို့မသိဘူးစကလုံးတိုင်းကစီနာရဲ့နားထဲကိုမိုးကြိုးပစ်ချတယ်လို့ခံစားရတယ်။သူမနေရာမှာတင်အေးခဲသွားတယ်။နေ့လယ်တက်စီသူမလစ်လူရှုခဲ့တဲ့မှတ်ညံတွေအားလုံးကတဟုန်ထိုးပြန်ဝင်လာတယ်။ဘာမှမသိတဲ့မန်နေဂျာကဆက်ရှင်းပြနေတယ်။တကယ်တော့ကျွန်တော်သူ့ကိုမခေါ်ခဲ့ရင်တောင်သူကကြိုတိနေတဲ့ပုံမှာပဲအဲ့ဒီနေ့ကသူကျွန်တော်ကိုမေးခွန်းတွေအများကြီးမေးခဲ့တယ်မထွက်သွားခင်မှာသူကကျွန်တော်ကိုဘူးတစ်ခုပေးပြီးဒီညတင်ကိုပေးဖို့တောင်းဆိုခဲ့တယ်။မန်နေဂျာကအဲ့ဒီပစ္စည်းကိုကမ်းပေးလိုက်တယ်။သူလက်နှစ်ဖက်နဲ့ကမ်းပေးလာတဲ့လက်စုပ်ဘူးလေးကိုကြည့်ပြီးစရီနာအသက်ရှူလို့မရတော့တယ်လို့ခံစားလိုက်ရတယ်။သူမရဲ့တုံရင်နေတဲ့လက်တွေနဲ့အဲ့ဒါကိုဖွင့်လိုက်တော့အထဲမှာတောက်ပနေတဲ့ဆေးဆက်လက်စွပ်နဲ့အတူဘေးမှာပန်းရောင်ကျဲသီးတစ်လုံးရှိနေတာကိုချက်ချင်းတွေးလိုက်ရတဲ့ကျဲသီးကိုစိုက်ကြည့်ရင်လွန်ခဲ့တဲ့3ရက်ကဟိုတယ်ကနေထွက်လာတော့ကဒေမွန်ကြီးညူခဲ့တာကိုသူမရုတ်တရက်တတိယသွားတယ်နောက်တစ်ခါအပြင်ထွက်ရင်ဖြည်းဖြည်းလောက်ပါမင်းငါအင်ဂျီကကျဲသီးတစ်လုံးကိုဆွဲဖြုတ်လိုက်တာပဲစီနာရဲ့ခန္ဓာကိုယ်ထဲကသွေးဆက်တိုင်းကအေးဆက်သွားတယ်သူမကမန်နေဂျာရဲ့အင်ဂျီကောလာကိုဆွဲကင်လိုက်ပြီးတွေးအောင်လွှမ်းနေတဲ့မျက်လုံးတွေနဲ့ဒေါသတကြီးမေးလိုက်တယ်ဒါကဘယ်နေ့ကဖြစ်တာလဲလွန်ခဲ့တဲ့3ရက်ကပါမစ္စတာအီတန်နေ့လယ်2နာရီမှရောက်လာပြီး9နာရီမှပြန်ထွက်သွားတာပါဒီအဖြေကိုကြားတော့စရီနာခွေရိုင်လည်းမတက်ဖြစ်သွားတယ်လက်စုပ်ကိုဆွဲယူပြီးကားစီကိုအယူတယောက်လိုပြေးသွားကမီးပွိုင်အနီ10ခုလောက်ကိုဖျက်မောင်းသွားတယ်10မိနစ်နဲ့အိမ်ရောက်တဲ့ဘေးကဘီလာကမီးတွေလင်းထိန်နေတယ်သူမအတင်းဝင်သွားတယ်တငယ်ချင်းတွေကကျမ်းပြင်ကိုတူးယုံတမဲ့အိမ်ကိုအနှက်ရှာထားပေမဲ့အီတန်နဲ့ပတ်သက်တာဘာမှမတွေ့ရဘူးသူမရောက်လာတာကိုမြင်တော့သူတို့ပြေးလာကြတယ်စရီနာစပင်တပင်တောင်မတွေ့ဘူးသူဘယ်သွားလဲဆိုတာငါတို့တကယ်မသိဘူးငါလူလွတ်ပြီးစခိုင်းထားတယ်ပြီးခဲ့တဲ့တလအတွင်းမြို့တော်ကနေထွက်သွားတဲ့ခီးတဲ့စည်ရင်တွေထဲမှာအီတန်ရဲ့နာမည်မပါဘူးဒီသတင်းဆိုးတွေစက်တိုက်ကြရတာကစီနာရဲ့နှလုံးသားကို6ကမ်းပါတဲ့တိုက်ရိုက်ကျသွားစေတယ်သူမထိတ်လန့်တကြားဖုန်းကိုကောက်ကင်ပြီးကျွန်တော်စီဆက်ပေမဲ့ဖုန်းပိတ်ထားတဲ့ဆိုတဲ့အေးဆက်ဆက်အတန်ကိုပဲကြားလိုက်ရတယ်သူမပို့လိုက်တဲ့ message တွေအကုန်လုံးပြန်ရောက်လာတယ်အနီရောင်အာမေလိတ်တင်ကေတာအများကြီးကသူမကိုမူးဝေသွားစေတယ်တငယ်ချင်းတွေကသူမဒီလောက်စိတ်ပြတ်အားငယ်နေတာကိုတခါမှမမြင်ဘူးသူတို့အတင်းဝိုင်းပြီးနှစ်သိမ့်ကြတယ်စရီနာစိတ်ကိုတီထားဆန်းမှာသူခုလေးတင်ထွက်သွားတာရှာဖို့အချိန်ရပါသေးတယ်ဟုတ်တယ်သူ့ဖုန်းတင်နေရကိုရှာလိုက်ငါတို့သူ့ကိုတေချာပေါက်တွေ့မှာပါဒီအကြံဉာဏ်တွေကိုကြားတော့စရီနာနည်းနည်းပြန်တည်ငြိမ်သွားတယ်သူမရဲ့အတွင်းရေးမှုကိုစုံစမ်းဖို့အမြန် message ပို့လိုက်တယ်တစ်နှစ်လောက်ကြာတယ်လို့ထင်ရတဲ့နာရီကြာမှအတွင်းရေးမှုကပြန်စားပို့တယ်မစ္စရီနာတွေ့ပါပြီသူ့ဖုန်းကဘတ်စကားဂိတ်ကအမိုက်ပုံးထဲမှာပါခီးတဲ့စရင်ကိုအခုအရေးပေါ်စစ်ဆေးနေပါတယ်ဒါကတကယ်သတင်းကောင်းတော့မဟုတ်ပေမဲ့လမ်းစာမရှိတာထက်တော့အများကြီးပိုကောင်းပါတယ်စရီနာငြင်းငြင်းမထိုင်နိုင်ဘူးတငယ်ချင်းတွေတားနေတာကိုဂယုမဆိုင်ပဲဘတ်စကားဂိတ်စီတန်းသွားတယ်ရောက်ချင်းမှပဲအတွင်းရေးမှုကရှင်းလင်းထားတဲ့ဖုန်းကိုကမ်းပေးတယ်သူမစကားဝက်ကိုထည့်လိုက်တော့ဆိုရှယ်မီဒီယာအကောင့်တွေအားလုံးကိုဖျက်ထားပြီးအဆက်အသွယ်စရင်ကိုလည်းလုံးဝဖျက်ပစ်ထားတာကိုတွေ့လိုက်ရတယ်နာမည်တစ်ခုတည်းပဲကျန်တော့တယ်ဒေမွန်
အဲ့ဒီနာမည်ကိုမြင်လိုက်ရတဲ့ခဏမှာပဲစီရီနာတကိုယ်လုံးချွေးတွေပြန်သွားတယ်သူမစိတ်ကိုအချိန်တော်ကြာအောင်တင်းထားပြီးမှ chat box ကိုဖွင့်ဖို့တက်တိမွေးလိုက်တယ်နောက်ဆုံးရောက်နေတဲ့ message ကဒီနေ့လေကဒေမွန်ပို့ထားတဲ့ဗီဒီယိုတစ်ခုကားထဲမှာရိုက်ထားတာနောက်ခံကိုကြည့်ပြီးဗီဒီယိုထဲမှာဘာတွေပါလဲဆိုတာကိုစီရီနာခံမှန်းမိသွားတယ်သူမအဲ့ဒါကိုမဖွင့်ရဲဘူးအပေါ်ကိုဆွဲတင်လိုက်တယ်တနေ့ကိုဗီဒီယို3-4ခုနဲ့စာတွေရောနှောနေတယ်ဘာမှမသိသလိုဟန်ဆောင်ရတာခံရခက်တယ်မလားအီတန်ဒီလိုကစားခံနေရတာကိုမင်းဘလို့လုတ်တီးခံနိုင်သေးတာလဲမင်းရဲ့စစ်ဆက်ထားသူကရမက်အရန်ကြီးတယ်မင်းကကြတော့အဲ့ရထဲမှာတိတ်အေးဆက်တယ်မင်းတို့တကယ်လက်ထက်ဖြစ်ရင်တော့အဲ့ဒီအိမ်တော်ကြီးက3လတောင်ခန့်မဲ့မထင်ဘူးမင်းတကယ်ပဲသူ့ကိုလက်ထက်မှာလားဇန်နဝါရီကနေဒီဇင်ဘာအထိရက်30လုံးဒီလိုစကားနာထိုးတာတွေနဲ့ပြည့်နေနေတဲ့စီနာရဲ့စိတ်ကိုဒေါသတွေကဝါမြို့သွားတယ်သူမခေါင်းထဲမှာကြံနေတဲ့တခုလေးသောအတွေးကဒေမွန်နဲ့ရင်ဆိုင်ဖို့ပဲသူမအိမ်ကိုအမျက်မောင်းပြန်လာပြီးကားပေါ်ကဆင်းချင်းတကားဝမှာပုံထားတဲ့ခီးဆောင်အိတ်တွေကိုတွေ့လိုက်ရတယ်ဒေမွန်ကအိမ်ကူတွေကိုပစ္စည်းတွေတည်ခိုင်းနေတယ်သူမပြန်လာတာကိုမြင်တော့သူကချက်ချင်းပဲသူမအနာကိုကတ်လာတယ်ဘာလို့ပြန်လာတာလဲကိုကိုခွဲမသွားရဘူးမလားအနမ်းတပွင့်ပေးကိုနေခဲ့မယ်သူမနဲ့လက်တကန်းကွာကအဲ့ဒီချုံမောတဲ့မျက်နှာကိုကြည့်ရင်စီနာဆက်ပြီးတီးမခံနိုင်တော့ဘူးသူမလက်ကိုမြောက်ပြီးအားကုန်တုံးကသူ့ကိုပါရိုက်ချလိုက်တဲ့ဖြောင်းကနေမိတန်နဲ့အတူဒေမွန်ချမ်းပြင်ပေါ်လဲကျသွားတယ်သူ့ရဲ့ဖြူတော်နေတဲ့ပတ်ပြင်ကနီးရဲပြီးရောင်ကိုင်းလာတယ်သူကမယုံနိုင်တယ်လို့မော့ကြည့်တယ်စီရီနာမင်းပါလို့စီရီနာကဒေါသထွက်လွန်းလို့စကားတောင်မပြောနိုင်ဘူးသူမကအေးဆက်တဲ့ဒေါသတွေတောက်လောင်နေတဲ့မျက်လုံးတွေနဲ့ဖုန်းကိုသူ့စီဖြစ်ပေါက်လိုက်တယ်ဒေမွန်ကဖုန်းကိုကောက်ယူပြီးစခရင်ကိုမြင်လိုက်တဲ့အချိန်မှာသူ့တကူလုံးကကြက်တီးတွေထသွားတယ်သူမတုံရင်ပဲမနေနိုင်တော့ဘူးမျက်စိတမိတ်တွင်းမှာအတွေးပေါင်းထောင်ချီသူ့ခေါင်းထဲဖြစ်ပြေးသွားတယ်သူကမန်းကတန်းရှင်းပြဖို့လုပ်တယ်စီရီနာငါရှင်းပြနိုင်ပါတယ်တကယ်တော့အီတန်ကငါ့ကိုအရင်အပ်ခဲ့တာမင်းတတိမေ့ချင်အောင်ဆောင်နေတာကိုသူသိနေပြီးသားငါမင်းကိုအရန်ချစ်လွန်းလို့ဒီအမားကိုကျူးလွန်မိတာပါအခုချိန်မှာစီရီနာအတွက်ဒီစကားတွေကမီးလောင်ရလေပင်တာထက်မပိုဘူးသူမစိတ်ကိုမထိန်နိုင်တော့ပဲတက်တော်ဆောင်တွေကိုသူ့ကိုဆွဲထုတ်ခိုင်းပြီးလေပင်ကိုအသေးညစ်ထားလိုက်တယ်အသက်ရှူကျက်လာလို့ဒေမွန်အသေးတန်ရုန်းကန်နေရတယ်သူတေတော့မယ်လို့ထင်လိုက်တဲ့အချိန်မှာပဲသူ့မျက်နှာကအနီရောင်ကနေခရမ်းရောင်ကိုပြောင်းသွားတယ်သူတို့မျက်နှာတွေကြောက်လန့်တကြားဖြူရော်သွားပြီးသူ့ကိုကယ်ဖို့အရှိကိုပြေးထွက်လာကြတယ်စီရီနာစိတ်အေးထားပါအခုလောလောဆယ်အရေးကြီးဆုံးကအီတန်ကိုရှာဖို့ပဲဟုတ်တယ်သူကငါတို့လက်ထဲမှာပဲလေနောက်မှစင်းရှင်းလို့ရပါတယ်ဒါကိုကြားတော့စီရီနာနောက်ဆုံးတော့ရက်တန့်သွားတယ်ကျမ်းပြင်ပေါ်ခွေကျနေတဲ့လူကိုနောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်ပြီးသူမအတန်ကကြက်တီးထားစရာကောင်းလောက်အောင်အေးဆက်နေတယ်သူ့ကိုမတန်ပီယာမက်ဒန်ဗေရာစီပို့လိုက်သူ့ကိုတေချာစောင့်ကြည့်ထားအဲ့ဒီနာမည်ကိုကြားတော့တတိတဝက်လွတ်နေတဲ့ဒေမွန်ကချက်ချင်းလန့်လို့လာတယ်သူကစီရီနာအနာကိုတွားသွားပြီးသူမရဲ့ခြေထောက်တွေကိုဖက်ကတောင်းပန်တဲ့လေတံနဲ့ပြောတယ်စီရီနာမလုပ်ပါနဲ့စီရီနာကိုမင်းနဲ့အတူ2လလောက်နေခဲ့တာပဲဒီတခါတော့ကိုကိုချမ်းသာပေးပါကိုကိုထွက်သွားခွင့်ပြုပါမင်းကိုဘယ်တော့မှထပ်ဒုက္ခမပေးတော့ဘူးလို့ကိုချိန်ဆိုပါတယ်ကျေးဇူးပြုပြီးကိုတောင်းပန်ပါတယ်စီရီနာကဘာခံစားချက်မှမပြဘူးသူမတငယ်ချင်းတွေကစကားတခုမှမဟာရဲဘူးသူတို့သူ့ကိုကားတဲ့အတင်းဆွဲခေါ်သွားကြတယ်ဒေမွန်ရုံးမထွက်နိုင်ဘူးနောက်ကြည့်မှန်တဲ့ကနေတဖြည်းဖြည်းတင်းငယ်သွားတဲ့အိမ်ကိုပဲသူကြည့်နေနိုင်တော့တယ်ကားထဲမှာသူ့ရဲ့မျောလင်းချက်မဲ့ငိုကြွေးတန်တွေပဲ့တင်ထက်နေတဲ့ကောင်မလေးတွေရဲ့မျက်နှာကအေးဆက်နေတယ်နင်သာလိမ့်လိမ့်မာမာနေပြီးပြဿနာမရှာပဲပတ်စံယူပြီးထွက်သွားခဲ့ရင်တစ်တလုံးစားမကုန်ဘူးဒါပေမဲ့နင်ကနင့်နေရနေမသိပဲအီတန်ကိုသွားရန်စခဲ့တယ်နင်အခုလိုခံရတာတတ်ပါတယ်ဒါကိုသင်ခန်းစာယူလိုက်မဒန်ပီယာစီမှာလိမ့်လိမ့်မာမာနေရင်နင့်အသက်ကိုဆက်ရှင်ခွင့်ရနိုင်သေးတယ်မဟုတ်ရင်တော့သူ့လူတွေရဲ့နီးလန့်တွေနဲ့နင်အများကြီးဒုက္ခရောက်ဖို့သာပြင်ထားပြီးတော့မနဲ့စောစောမှာလေရင်ကမဲဖုံမော့ဘော်ကိုဆင်းသက်တဲ့ booking လုပ်ထားတဲ့ဟိုတယ်မှာတညအနားယူပြီးနောက်နေ့ကျမှကျွန်တော်ကြိုစီစဉ်ထားတဲ့တိုက်ခန်းကိုခီးဆောင်အိတ်တွေတည်သွားတယ်နောက်ရက်အနည်းငယ်အတွင်းမှာနေ့စဉ်သုံးပစ္စည်းတွေအများကြီးဝယ်လိုက်တယ်ဟာလာဟင်းလင်းဖြစ်နေတဲ့အခန်းကတဖြည်းဖြည်းပြည့်လာတယ်ပစ္စည်းတွေနေရာချရင်နောက်ရက်အနည်းငယ်နေရင်ရောက်လာမဲ့အခန်းဖော်နဲ့လည်းအဆက်အသွယ်လုပ်ဖြစ်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်ဒေတာခံဘဝနဲ့အသားကျလာတယ်ကျွန်တော်ရဲ့ချက်ပြုတ်နိုင်တဲ့စွမ်းရည်ကြောင့်နိုင်ငံတကာចောင်းသားအတိုင်းဝိုင်းတွေကိုအလွယ်တကူဝင်ဆန့်သွားပြီးဘေးနားကကောင်းလေး2ယောက်နဲ့လည်းတငယ်ချင်းတွေဖြစ်သွားတယ်သူတို့ကကျွန်တော်ကိုမျိုးရဲလျှောက်လဲဖို့ခေါ်သွားတယ်အနီးနားကစားတောက်ဆိုင်တွေနဲ့ဒေတာခံတွေသွားလေးရှိတဲ့နေရာတွေကိုမိတ်ဆက်ပေးတယ်အတူတူရဲ့အနှင်းငယ်ဖြတ်တန်းပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့တပ်ပုံရိုက်ကျွမ်းကျင်မှုကိုတငယ်ချင်းတစ်တွေကအတိမတ်ပြုလာကြပြီးဒေတာခံတက်ပုံစရာအတိုင်းဝိုင်းတဲ့ကိုတောင်ကျွန်တော်ဝင်ရောက်နိုင်ခဲ့တယ်မဲဘုံကိုရောက်တဲ့10ရက်မြောက်နေ့မှာကျွန်တော်ရဲ့ပထမဆုံးတပ်ပုံအလုပ်ကိုအောင်မြင်စွာပြီးမြောက်ခဲ့တဲ့အကောင့်ထဲကိုလက်လက်ဆက်ဆက်ဝင်လာတဲ့ဒေါ်လာ300ကိုကြည့်ပြီးကျွန်တော်ကျင်းနေနေမိတယ်နောက်နေ့မနက်မှာတော့ကျွန်တော်ရဲ့အခန်းဖော်တစ်လီယိုဝီကိုလည်းရောက်လာတယ်ကျွန်တော်တို့အမြန်ပဲရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားကြတယ်ရက်တွေကုန်လွန်သွားတယ်ចောင်းဆောက်ဖွင့်တော့မယ်အတမ်းမစခင်တရက်အလိုမှာကျွန်တော်ကိုယ်တိုင်ဟင်းတွေအစုံချက်ပြီးကျွန်တော်ခင်မင်ခဲ့တဲ့တငယ်ချင်းတွေကိုညစာစားဖို့ဖိတ်လိုက်တယ်တလားလောက်အတူတူဖြတ်တန်းပြီးနောက်မှာတော့အားလုံးကပို့ပြီးရင်းနှီးလာကြတယ်တောက်တာစားတာလေးနည်းနည်းလုပ်ပြီးတော့ကျွန်တော်တို့စုထိုင်ပြီးအတင်းစားပြောကြတယ်ဘသူစားလိုက်မှန်းတော့မသိဘူးအားလုံးကသူတို့ရဲ့ရီးစားဟောင်းတွေចောင်းစားပြီးညီးတွားကြတယ်လီယိုကရဲပြီးပေါ့ပပပဲမေးတယ်အားလုံးပြောပြီးကြပြီးအီတန်မင်းမရောငါတို့ကိုဝေမျှစရာလှုပ်ဝက်ချက်တွေရှိလားကျွန်တော်မျက်နှာပေါ်ကအပြုံးအေးခဲသွားတယ်တခြားသူတွေဝေမျှတုန်းကတချို့ကသူတို့ရီးစားဟောင်းတွေဖောက်ပြန်ခဲ့တဲ့အကြောင်းထည့်ပြောကြတယ်ကျွန်တော်နားထောင်တုန်းကတော့ဟာတာတစ်ခုလိုပဲသဘောထားခဲ့ပေမဲ့တကယ်တမ်းခေါင်းစဉ်ကကျွန်တော်စီလှည့်လာတဲ့အခါကျတော့စကားဆောက်ဖို့ခက်ခဲနေတဲ့အချိန်တွေကြာပြီးတဲ့နောက်စီရီနာဆိုတဲ့နာမည်ကိုတွေးလိုက်ရင်ဘာဝမ်းနဲ့မှုမှမခံစားရတော့ဘူးဒါပေမဲ့ကျွန်တော်ထက်2နှစ်3နှစ်လောက်ငယ်ပြီးအကြောင်းကခုမှထွက်ကလောကကြဒီအကြောင်းသိမသိသေးတဲ့ကောင်လေးတစုရှိမှဘယ်လိုပြောရမလဲမသိဘူးဖြစ်နေတယ်
ဘာပဲဖြစ်ဖြစ်10နှစ်တောင်အတူတူရှိခဲ့ပြီး9နှစ်ကြာတွဲခဲ့တဲ့ဆက်ဆံရေးတစ်ခုလက်ထပ်ဖို့တလား2လပဲလိုတော့တဲ့အချိန်မှာပထမဆုံးအချစ်ကဖောက်ပြန်သွားတယ်ဆိုတာကနားထောင်ရတာအရန်အဖြစ်ဆိုလို့နဲ့သူတို့မျက်နှာပေါ်မှာတနာကျင်လာတဲ့အရေးအယောင်တွေကိုကျွန်တော်မမြင်ချင်ဘူး10စက္ကန့်လောက်တိတ်ဆိတ်သွားတာကလီယိုကိုတစ်ခုခုထူးခြားနေမှန်သတိထားမိသွားစေတယ်သူကကျွန်တော်အနေရခက်မှဆိုလို့စကားရပြောင်းလိုက်တယ်ကျွန်တော်တို့စားတောက်ပြီးလို့ပွဲလေးပြီးဆုံးသွားတော့လီယိုကလာပြီးတောင်းပန်သေးတယ်အီတန်ခုနကငါမရည်ရွယ်ပါဘူး sorry ကွာသူတမင်လောက်တာမဟုတ်မှန်းကျွန်တော်သိပါတယ်ပြုံးပြပြီးကိစ္စမရှိကြောင်းလက်ကပြလိုက်တယ်ကျွန်တော်အိတ်ခမ်းနဲ့ပြန်ရောက်တော့ဖုန်းကိုဖွင့်ပြီးလွန်ခဲ့တဲ့တစ်လကဖွင့်ထားတဲ့အကောင့်တစ်ကိုဝင်လိုက်တယ်တငယ်ချင်းတော်တော်များများက message တွေတောက်လျှောက်ပို့ထားကြတယ်အားလုံးရဲ့စိတ်ပူပေးမှုအတွက်ကျေးဇူးတင်ကြောင်းကျွန်တော်တယောက်ချင်းစီကိုပြန်စာပို့လိုက်တယ်မာကတ်ကချက်ချင်းပြန်ပို့တယ်အီတန်မင်းနိုင်ငံခြားသွားပြီးကဘာပေါ်ကနေပျောက်ကွယ်သွားတာပဲငါစိတ်ပူလွန်လို့တေတော့မလို့စခရင်ကိုကြည့်လိုက်ရုံနဲ့သူအခုဘလို့လေတန်နဲ့ပြောနေမလဲဆိုတာကိုကျွန်တော်မြင်အောင်လာတယ်တပြင်းတိုးတိုးလေးချပြီးမြင်မြန်တောင်းပန်လိုက်ကကျွန်တော်ဘေးကင်းကြောင်းသူ့ကိုအတိပေးလိုက်တယ်ကျွန်တော်တို့နှစ်ယောက်မကြသေးခင်ကဘဝအကြောင်းတွေဖလှယ်ရင်းစကားပြောနေရင်းတင်ဝက်မာရင်ကျွန်တော်အိပ်ပျော်သွားတယ်နောက်နေ့ကျွန်တော်နိုးလာတော့မာကတ်စီက message ကို19ဆောင်ရောက်နေတာတွေ့လိုက်ရတယ်မျက်လုံးတွေပြူးကျဲသွားပြီးတစ်ခုချင်းစီလိုက်ဖက်ကြည့်တော့အများစုကစရီနာအကြောင်းတွေဖြစ်နေတာကိုသတိထားမိလိုက်တယ်မင်းထွက်သွားပြီးတဲ့နောက်စရီနာကရက်အနှဲငယ်ချတစ်ခါငါစီလာပြီးမင်းပယ်သွားလဲလို့လာမေးနေတာစိတ်မပူပါနဲ့ငါပါဆက်ပိတ်ထားတယ်စကားတခုမှမဟာဘူးလေးစိတ်မသွားခင်မင်းဘတ်စကာဂိတ်ကိုဝင်သွားတာကောင်းတယ်သူကမင်းကိုအမြန်ရထားနဲ့ထွက်သွားတယ်လို့ထင်နေတော့မဲတနိုင်ငံလုံးအနှက်မင်းကိုလိုက်ရှာနေတာစရီနာဘားတွေမှာအရက်တောက်နေတာရက်တော်တော်ကြာပြီလို့ကြားတယ်လွန်ခဲ့တဲ့2ရက်လောက်ကသူမအစာအိမ်တွေးကြုံပေါက်တဲ့အထိတောက်လို့ဆေးရုံပို့လိုက်ရတယ်တဲ့ခံရမှာပေါ့သူမကမင်းမိဘတွေစီတောင်သွားရှာသေးတယ်ဒါပေမဲ့မင်းကသူတို့နဲ့အဆက်အသွယ်ဖြတ်ထားတာကြာပြီဆိုတော့သူတို့လည်းဘာမှသိမှာမဟုတ်ပါဘူးစရီနာနဲ့ပတ်သက်တဲ့ဒီ message တွေကိုဖတ်နေရပေမဲ့ကျွန်တော်ဘာမှမခံစားရတော့ဘူးအဝေးကကြည်လင်နေတဲ့မြစ်ပြင်ကိုလှမ်းကြည့်ရင်ကျွန်တော်အတွေးတွေအဝေးကိုလွင့်မျောသွားတယ်ကျွန်တော်အသက်10နှစ်မှာမိဘတွေကွာရှင်းပြီးနောက်အိမ်အောင်အတီးတီးပြုတ်ခဲ့ကြတယ်ဘသူကမှကျွန်တော်ကိုမလိုချင်တာနဲ့တယောက်တည်းနေတဲ့အဖွားစီမှာထားခဲ့ကြတယ်ကျွန်တော်အသက်18နှစ်ပြည့်တဲ့နှစ်မှာအဖွားဆုံးပါသွားတယ်ကျွန်တော်မိသားစုထဲမှာကျွန်တော်တယောက်တည်းကြံခဲ့တော့တဲ့အသက်18နှစ်မှာကျွန်တော်စရီနာနဲ့တွဲဖို့သဘောတူလိုက်တုန်းကသူမကကျွန်တော်ကိုအိတ်လေးတစ်လုံးဖန်တီးပေးမယ်လို့ကတိပေးခဲ့တယ်ကျွန်တော်သူမကိုယုံကြည်ပြီး9နှစ်တိုင်စောင့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ရေစရာကောင်းတဲ့သတိမေ့ခြင်းအောင်ဆောင်တဲ့လှည့်ကွက်တစ်ခုနဲ့ပဲစသိမ်းခဲ့ရတယ်ပြီးတော့သူမဖောက်ပြန်ခဲ့တဲ့အမှန်တရားအဲ့ဒီရှီလျားလာတဲ့ရက်30ကိုပြန်တွေးကြည့်တိုင်းကျွန်တော်ကြောချမ်းနေတော့ပဲကံကောင်းတာကအခုတော့အဲ့ဓာတွေအားလုံးကကျွန်တော်နောက်မှာကြံခဲ့ပြီးကျွန်တော်ကလာကာကိုဆွဲဖွင့်လိုက်တော့တောက်ပတဲ့နေအောင်ကြီးတွေအခန်းထဲကိုဝင်လာပြီးကျွန်တော်စီကအေးဓာတ်တွေကိုမောင်းထုတ်ပေးလိုက်တယ်10နာရီနှိုးဆက်မိလာတဲ့အဝတ်စားလက်အိတ်ကိုဆွဲပြီးလီယိုနဲ့အတူကျောင်းကိုထွက်လာခဲ့တယ်ပထမနှစ်ကျောင်းသားတွေအတွက်ကြိုးဆိုပွဲကိုခမ်းမကြီးထဲမှာလုပ်တယ်ကျွန်တော်ကတက်ကြွနေတဲ့လူငယ်လေးတွေအလဲမှာထိုင်ပြီးကြောက်ကြီးရဲ့လေးနဲ့တဲ့စကားတွေကိုနားထောင်နေတယ်ကျွန်တော်လုံးသားပေါ်လွှမ်းခြုံနေတဲ့မရေရာမှုတိမ်တိုက်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ကျွန်တော်ရဲ့အနာဂတ်ကနောက်ဆုံးတော့စတင်ခဲ့ပြီးတခြားတစ်ဖက်မှာတော့စီနာနိုးလာချင်းမှာပဲပြင်းထန်တဲ့ပိုးသက်စေးနံကသူမကိုရိုက်ခတ်သွားတဲ့အရက်အရှိန်ကရှိနေတော့မယ်သူမခေါင်းတွေလေးပြီးမူးဝေနေတဲ့အစာအိမ်ကချင်းဆူးဆူးနဲ့ခတ်တိုးတိုးနာကျင်နေတယ်သူမရဲ့မှုံဝါးနေတဲ့စိတ်ကတဖြည်းဖြည်းကြည်လင်လာတဲ့အချိန်မှာဘေဘီကိုကြောင်တောင်တောင်လေးလိုက်ကြည့်နေတယ်သူမကိုစောင့်ကြည့်နေတဲ့စတာလင်မိသားစုဝင်တွေကသူမနိုးလာတယ်သူတို့ကတက်ပြင်းချလိုက်နိုင်ပေမဲ့သူတို့မျက်နှာတွေကတော့တင်းမာနေစေပဲယောက်ျားတစ်ယောက်အတွက်နဲ့နင်ဒီလိုမျိုးဘလောက်ကြာကြာဆက်လုပ်နေအောင်မလဲသူမရဲ့တငယ်ချင်းတွေကဝိုင်းရံလာပြီးသူမကိုနားချဖို့အသေးချာစူးစမ်းကြတယ်အီတန်ထွက်သွားတာအခုဆိုတလတောင်ရှိနေပြီဘာအဆက်အသွယ်မှလည်းမရှိဘူးသူကဒါကိုတမင်တက်တက်လုပ်နေတာသိတာပါတယ်စရီနာလွတ်ထားလိုက်ပါနဲ့အတွက်ဘလို့ယောက်ျားမျိုးကများမရနိုင်လို့လဲဘာလို့ဒီတစ်ပင်တပင်ထဲမှာပဲကျိုးဆွဲချနေရမှာလဲပြီးခဲ့တဲ့တလအတွင်းမှာဒီစကားတွေကိုစရီနာမရေမတွက်နိုင်အောင်ကြားခဲ့ရတာပါဘယ်တော့မှခေါင်းထဲမဝင်ခဲ့တယ်လို့အခုလည်းလေလိုပဲဖြတ်တိုက်သွားတယ်တွေးအောင်လွှမ်းနေတဲ့သူမမျက်လုံးတွေကအာယုံဆူဆိုင်မှုကင်းမဲ့ပြီးအသက်မပါတော့ဘူးပါလွာတဲ့နှာခမ်းတွေကိုတင်းတင်းစေထားပြီးမိတ်ကပ်မပါတဲ့မျက်နှာကခေါင်းမာမှုတစ်ခုကိုပဲပြသနေတဲ့ကိုဖြက်စီးနေတဲ့အခြေအနေမှာသူမနှင်မွန်းနေတာကိုကြည့်ပြီး Mrs. Starling ကဒေါသကိုမထိန်နိုင်တော့ဘူးနောက်ဆုံးတော့သူမပောက်ကွဲသွားတယ်နင်က Starlingမိသားစုရဲ့တူးရဲသောသမီး Starling Group ရဲ့အနာဂတ်ကနင့်ပခုံးပေါ်မှာရှိနေတာတနေ့ပြီးတနေ့အခြေရေးထဲမှာနင့်မိုးနေရအောင်နင်ကဘာဖြစ်နေတာလဲနောက်ဆုံးအနေနဲ့ငါပြောလိုက်မယ်နင့်အတွက်သူတို့သားတစ်ကိုငါရွေးထားပြီးနောက်9ရက်နေရင်မင်္ဂလာဆောင်ကိုနင်တက်ရမယ်နင်ဆက်ပြီးဒီလိုအသိဉာဏ်ကင်းမဲ့နေအောင်မယ်ဆိုရင် Starling ဆိုတဲ့နာမည်ကိုထပ်မသုံးနဲ့တော့အဲ့ဒီလိုပြောပြီး Mrs. Starling ကသူမကိုတစ်ချက်တောင်လှည့်မကြည့်ဘူးသူမကဒေါသတကြီးနဲ့တကားကိုစောင့်ပိတ်ပြီးထွက်သွားတဲ့အခန်းထဲမှာတိတ်ဆိတ်သွားပြီးသူမရဲ့တငယ်ချင်းတွေကအသက်တောင်မရှူရဲဘူးစရီနာကကိုမက်လိုက်ပြီးသူမအတန်က၆ကပ်ပြီးမောပန်းနေတဲ့အမေကဘသူ့ကိုရွေးလိုက်တာလဲ Hayes မိသားစုရဲ့တတိယသား Sebastian လေးစရီနာကအေးဆက်နှာခေါင်းရှုံလိုက်ပြီးမျက်လုံးတွေကအေးဆက်သွားတယ်သူ့ကိုတွားပြောလိုက်ငါရဲ့အိမ်အောင်ရေးကိုငါကလွဲပြီးဘသူမှမဆုံးဖြတ်ရဘူးသူတာပါနှက်မယ်ဆိုရင်ဒီစစ်ဆက်ပွဲကိုသူကိုယ်တိုင်ဖျက်လိုက်မယ်မဟုတ်ရင်တော့ Hayes မိသားစုကိုမျက်နှာမထောက်ဘူးလို့ငါ့ကိုအပြစ်မတင်နဲ့ဒါကိုကြားတော့စရီနာကအလွယ်တကူအလျှော့ပေးမှာမဟုတ်ဘူးဆိုတာကိုကောင်မလေးတွေသိလိုက်တယ်ဒါပေမဲ့ Mrs. Starling ခုလေးတင်ဘလောက်ဒေါသထွက်သွားလဲဆိုတာကိုတွေးပြီးသူတို့လည်းရင်လေးစွာနဲ့ပဲသူမကိုနာချဖို့ကြိုးစားရတော့တယ်စရီနာငါတို့အတိုင်းဝိုင်းမှာအိမ်အောင်ရေးဆိုတာအပေးယူတစ်ခုပါပဲ Mrs. Starling ကနောက်ဆုံးစကားပြောပြီးသွားပြီးတော့ Hayes မိသားစုကလည်းတွားရှုပ်လို့ရတဲ့လူတွေမဟုတ်ဘူးဒီတိုင်းလေးပဲလက်ခံလိုက်ပါလားဟုတ်တယ်ဖိတ်စာတွေလည်းဝေးပြီးသွားပြီးများကလေးကျိုးပေါ်ရောက်နေပြီလေသူတို့သားတစ်ကလည်းသူတို့သားတစ်ပါပဲအီတန်ပြန်လာရင်တော့မှသူ့ရဲ့နောက်ခံကနင်းနဲ့ဘလို့မှမထိုက်တန်ပါ
ဘူးသူမရဲ့ငယ်တငယ်ချင်းတွေကတော့ဒီလောက်အယုတ်ဆိုးတဲ့စကားတွေပြောလာလိမ့်မယ်လို့စရီနာမထင်ထားခဲ့ဘူးသူမမျက်နှာချက်ချင်းမြင်းမောင်သွားတယ်သူမသူတို့ကိုစူးစူးရဲရဲကြည့်လိုက်တယ်နင်တို့ဒီလိုမျိုးဆက်ပြောနေအောင်မယ်ဆိုရင်ထွက်သွားကြတော့ဒီဘဝမှာငါယောက်ျားကအီတန်တယောက်တည်းပဲဖြစ်ရမယ်သူကလွယ်ပြီးဘသူပဲဖြစ်ငါလက်မထပ်နိုင်ဘူးသူမနားမထောင်မှန်းသိတော့သူမတငယ်ချင်းတွေကမီးလောင်ရလေမပင့်ရဲတော့ဘူးသူတို့ပါဆက်ပိတ်ပြီးတိတ်တဆိတ်ထွက်သွားကြတယ်အခန်းထဲမှာစရီနာတယောက်တည်းကြံခဲ့တယ်သူမမျက်လုံးမိတ်လိုက်တော့မှတ်ဉာဏ်တွေမြောက်များစွာကောင်းထဲဖြတ်ပြေးသွားတယ်မနက်တိုင်းမထွက်သွားခင်ကျွန်တော်ကသူမအင်ဂျီတွေကိုတေးတက်အောင်ပြင်ပေးပြီးနှက်ခမ်းထောက်လေးကိုနမ်းခဲ့တာတွေသူမနေမကောင်းဖြစ်တုန်းကကျွန်တော်ရဲ့စိုးရိမ်တကြီးမျက်ရည်တွေသူမလက်ထဲကိုထည့်ပေးခဲ့တဲ့ပူနွေးတဲ့ဆေးကွက်နှစ်ပတ်လည်နေတိုင်းအတွက်ကျွန်တော်ဂယုတစိုက်ပြင်ဆင်ခဲ့တဲ့အံ့ဩစရာတွေနှစ်တိုင်းအတူတူရှိနေမယ်ဆိုတဲ့ဂတိတွေတစ်ချိန်ကသူမပေါ့ပေါ့ဆဆသဘောထားခဲ့တဲ့အဲ့ဒီအသေးမွအားလေးတွေအားလုံးကအခုတော့သူမတောက်လို့သာရနိုင်မဲ့အရာတွေဖြစ်သွားပြီးအတွင်းရေးမှုစီကနေခုလေးတင်ဝင်လာတဲ့အီတန်ရဲ့အရေးရောင်ကိုတော့မတွေ့သေးပါဘူးဆိုတဲ့ message ကိုကြည့်ရင်စရီနာရဲ့ဒဏ်ရာရနေတဲ့နှလုံးသားကထပ်ပြီးဆူးရှားစွာနာကျင်သွားပြန်တယ်သူမကနောက်ဆုံးမျှော်လင့်ချက်ကျိုးမြင့်လေးကိုစုပ်ကင်ထားတယ်လို့မျိုးပစ်ချထားတဲ့ဖုန်းကိုကြစ်ပါအောင်စုပ်ကင်ထားလိုက်တယ်စရီနာငါတို့စီဘက်စတီယန်နဲ့စကားပြောကြည့်ပြီးသူကမိဘတွေစီစဉ်တဲ့အိမ်အောင်ရေးတဲ့သူကလူကြီးတွေရဲ့ဆန္ဒကိုလိုက်နာမှဖြစ်ပြီးဖြတ်သိမ်းမှမဟုတ်ဘူးတဲ့ဘယ်လိုလုပ်ကြမလဲဒါကိုကြားတော့စရီနာရဲ့ရင်ထဲလေးလံသွားတယ်ရက်ဆက်တဲ့အရေးရောင်တစ်ခုကသူမမျက်လုံးနဲ့ဖြတ်ပြေးသွားတယ်သူကသူ့အတွက်ဘာကောင်းလဲဆိုတာကိုမသိဘူးဆိုတော့ငါတို့ကြည့်ကြသေးတာပေါ့သူမရဲ့လေတံကိုကြားတော့တငယ်ချင်းတွေကြောချမ်းသွားတယ်ဟေးစ်မိသားစုကလည်းမြို့တော်မှာနာမည်ကြီးတဲ့မိသားစုပဲစရီနာနင်ဘာတွေစီစဉ်နေတာလဲကျေးဇူးပြုပြီးမစင်စားမစင်ကျင်ပဲဘာမှမလုပ်ပါနဲ့စရီနာကသူတို့ကိုတစ်ချက်ကြည့်လိုက်ပေမဲ့အဖြေမပေးဘူးစကားရပြောင်းလိုက်တယ်ဒေမွန်ရောဘလို့နေလဲသူမရဲ့တငယ်ချင်းတွေကသူ့အကြောင်းလုံးဝမေ့နေခဲ့ကြတာသူတို့အချင်းချင်းကြည့်လိုက်ကြတယ်ငါတို့မသိဘူးမတန်ဗီယာကိုမေးကြည့်ရမယ်သူတို့ဖုန်းခေါ်ဖို့လုပ်နေတော့စရီနာကဒေါသထွက်เสียနေရမရှိတာနဲ့သူတို့ကိုတာပြီးသူမကိုယ်တိုင်သွားဖို့ဆုံးဖြတ်လိုက်တယ်သူမရဲ့တီးတန့်ခန်းထဲဝင်ပြီးထိုင်လိုက်တော့မတန်ဗီယာကယောက်ျားတစ်ယောက်ကိုဆွဲခေါ်ပြီးဝင်လာတယ်သူမမျက်နှာပေါ်မှာအောက်ကျတဲ့အပြုံးတွေအပြည့်နဲ့စရီနာကိုကြည့်လိုက်တယ်မစ္စရီနာတင်တောင်းဆိုထားတဲ့လူကိုခေါ်လာခဲ့ပါပြီကြည့်လိုက်ပါသူမကအနောက်မှာကြောက်ရွံ့တုန်ရင်နေတဲ့လူကိုအရှိကိုတွန်းထုတ်လိုက်တယ်ဒေမွန်ကအခုတော့အယိုးနဲ့ရီပဲကြံတော့တယ်သူ့ရဲ့ဖော်ထားတဲ့လက်မောင်းနဲ့ပေါင်းတွေပေါ်မှာခရမ်းရင်ရောင်တန်ရာတွေအပြည့်ပဲသူတကိုယ်လုံးတုံရင်နေပြီးသူမကိုတော့မောမကြည့်ရဘူးသူ့အတန်ကအလွန်မင်းကြောက်ရွံ့မှုတွေပြည့်နေတယ်စရီနာတလအတွင်းမှာပဲတစ်ချိန်ကတောက်ပတ်ချုံမောခဲ့တဲ့ယောက်ျားလေးကဒီလိုဘဝကိုရောက်သွားတဲ့အခန်းထဲကလူတိုင်းအံ့ဩသွားကြတယ်စရီနာတယောက်ပဲဘာခံစားချက်မှမပြဘူးသူမကရှေ့ကလူကိုစိုက်ကြည့်နေတယ်အမုန်းတွေနဲ့ပြည့်နေတဲ့အဲ့ဒီမျက်လုံးတွေကအခုတော့အဆုံးမဲ့နောင်တတွေနဲ့ပြည့်ရှံနေပြီတက်ပြင်းရှည်ကြီးတွေအခန်းထဲပြည့်နှက်သွားတယ်သူမသားကြိုတီးခဲ့မယ်ဆိုရင်လွန်ခဲ့တဲ့2လကဒီအခန်းထဲမှာပြောခဲ့တဲ့စကားတွေကိုပြန်မှတ်ရမိတဲ့ကောင်မလေးတွေကအရက်မူးပြီးပြောခဲ့တဲ့ဟာသားတွေကအခုတော့တကယ်ဖြစ်လာပြီဆိုတာကိုအခုမှသဘောပေါက်သွားတယ် White Wed မိသားစုရဲ့ဒုတိယသမီးတောင်မှသူမလိုချင်တဲ့ယောက်ျားကိုရှာတွေ့ခဲ့သေးတာပဲဒါပေမဲ့အီတန်ကတော့ဘာအရေးရောင်မှမချန်ထားပဲလုံးဝပျောက်ကွယ်သွားခဲ့ပြီးခဲ့တဲ့တလအတွင်းမှာသူတို့ရှိသမျှအဆက်အသွယ်နဲ့အရင်မြင့်အားလုံးကိုအသုံးပြုခဲ့တယ်တွေးလို့ရသမျှနေရာတိုင်းကိုရှာခဲ့ပေမဲ့ဘာတိုးတက်မှုမှမရှိသေးဘူးဒီလောက်တေချာရှာဖွေနေတဲ့ကြားကလူတစ်ယောက်ကဘလို့လုပ်ပြီးဘာအရေးရောင်မှမကြံခဲ့ပဲနေနိုင်မှလည်းဒီမဖြစ်နိုင်တဲ့ပဟုတ်ထီကသူတို့အားလုံးကိုခြောက်လန့်နေတဲ့စာတင်နဲ့စပြီးတပတ်ကြာမှကျွန်တော်တဖြည်းဖြည်းကြောင်းတွင်းဘဝနဲ့အသားကျလာတဲ့အချိန်မှန်ထားတဲ့အတန်းတက်တဲ့ဆရာတွေအတန်းဖော်တွေနဲ့ပညာရေးကျောင်းတွေဆွေးနွေးတယ်အားလက်ချိန်ကိုခင်မရတဲ့တငယ်ချင်းအနေငယ်နဲ့ကုံဆုံးတယ်ကျွန်တော်ရဲ့အရင်ဘဝကလှိုင်းလုံးတွေထန်နေတဲ့ပင်လယ်ပြင်ဆိုရင်အခုဘဝကတော့ငြိမ်သက်နေတဲ့ကံရည်ပြင်လေးတစ်ခုပါပဲဒီလိုရှားပါတဲ့ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်မှုကိုကျွန်တော်သဘောကျပြီးအဲ့ဒီထဲမှာပဲကိုရောစိတ်ပါအနားယူလိုက်တယ်စနေနေ့နေ့လယ်မှာလီယိုနဲ့ကျွန်တော်အစာကြေအောင်ပန်းချန်ထဲမှာလက်လျှောက်ထွက်ကြတယ်အပြန်ရောက်တော့ကျွန်တော်ဖုန်းထဲမှာ message တွေအများကြီးဝင်နေတယ်တငယ်ချင်းတော်တော်များများကတူညီတဲ့ link တစ်ခုကိုပို့ထားကြတယ်ဖွင့်လိုက်တဲ့ခဏမှာပဲစီနာနဲ့အီတန်ဆိုတဲ့နာမည်ကိုတွေးလိုက်ရတယ်မင်္ဂလာဆောင်ကဗီဒီယိုဖိုင်တစ်ခုလုံးကိုကြည့်ပြီးသွားတော့ကျွန်တော်ခဏလောက်စကားမပြောနိုင်ဖြစ်သွားတယ်အဆက်ပြောက်၄-၅ခုလောက်ပဲပြန်ပို့လိုက်နိုင်တယ်မာကတ်ကချက်ချင်းပဲဆဲရီတိုင်းထွာမှုအရှိကြီးနဲ့ပြန်ပို့တယ်ယွန်းစရာကောင်းလိုက်တာစရီနာလိုဖောက်ပြန်တဲ့မိန်းမကဘလို့ဖြစ်ပြီးအချစ်ကြီးတဲ့ဇက်လိုက်မင်းသမီးလိုပုံဖော်ခံနေရတာလဲသူဘသူကိုအယူလုပ်ဖို့ကြိုးစားနေတာလဲမင်းဘယ်မှာရှိလဲဆိုတာပေါ်သွားမှာဘူးသားမကြောက်ရင်ငါတေချာပေါက်သွားပြီးသူမရဲ့မျက်နှာဖုံးကိုဆွဲခွာပြပစ်လိုက်မယ်သူရဲ့မျက်နှာနှစ်ဖက်ကိုလူတိုင်းမြင်အောင်ပြပေးမယ်ပြီးတော့မင်းကလွယ်ပြီးဘသူကိုမှလက်မထပ်ဘူးလို့သူပြောနေတာလားတကယ်ဟာတာပဲသူမကသတိမေ့ချင်အောင်ဆောင်ပြီးမင်းကိုအိမ်ပေါ်ကနေချခဲ့တာမေ့သွားပြီလားသူမကတေချာပေါက်မင်းကိုလိုက်ရှာတော့မှသူမအဝေးမှာနေတာအကောင်းဆုံးပဲသူမနဲ့ပတ်သက်မိတာတီးတန့်ကန်ဆိုးမှုပဲဒီညီးတွားမှုတွေကိုဖက်ရင်စောကငါတခုခုမေ့နေတယ်လို့ခံစားရတဲ့အကြောင်းရင်းကိုနောက်ဆုံးတော့ငါတတိယသွားတယ်ဒီနေ့ကငါထွက်ပြေးလာတဲ့မင်္ဂလာဆောင်လေးဖြစ်နေတာကိုဒါကိုတွေးမိတော့ငါအတန်ထွက်ပြီးမရေပဲမနေနိုင်တော့ဘူးငါဘေးမှာထိုင်နေတဲ့လီယိုကဘာဖြစ်နေတာလဲဆိုတာကြည့်ဖို့ကိုကိုင်းလာတယ်အီတန်ဘာတွေကရေစရာကောင်းနေတာလဲငါလက်ကပြလိုက်တယ်ဘာမှမဖြစ်ပါဘူးငါတငယ်ချင်းကရေပန်းစားနေတဲ့သတင်းတွေအကြောင်းညီးတွားနေလို့ပါကိုမင်္ဂလာဆောင်ကိုကိုယ်တိုင်ဖြည့်ဆည်းခဲ့တဲ့သူတို့သမီးအကြောင်းမလားလီယိုကတခုခုကိုဝေဝါးမှတ်မိသွားပြီးပေါ့ပဲပြောလိုက်တယ်သူက website ကိုဖွင့် refresh လုပ်လိုက်တော့ notification အသစ်တစ်ခုတက်လာတယ်စရီနာချစ်ခွင့်ပန်ခဲ့တဲ့အမျိုးသားဘသူဆိုတာဖော်ထုတ်နိုင်ပြီသူကငါ့ကိုပြဖို့ပုံအပြည့်ကိုဖွင့်လိုက်တယ်ဒါပေမဲ့လူငယ်ဆန်မှတ်ပုံတင်တက်ပုံပေါ်သူ့မျက်လုံးတွေကြားရောက်သွားတဲ့အခိုင်မှာသူအေးခဲသွားတယ်သူတက်ပုံကိုအချိန်တော်ကြာစိုက်ကြည့်နေပြီးနောက်သူ့အကြည့်တွေကငါမျက်နှာစီရောက်လာတယ်သူ့အကြည့်ကိုခံစားမိလို့ငါမော့ကြည့်လိုက်တယ်ဘာဖြစ်လို့လဲခဏလောက်တိုးဆုပ်နေပြီးနောက်လီယိုကပွင့်ပွင့်လင်းပဲပြောဖို့ဆုံးဖြတ်လိုက်တယ်အီတန်မီဒီယာတွေကအဲ့ဒီသူတို့သမီးပြောနေတဲ့ကောင်လေးရဲ့တက်ပုံကိုတူးဖော်တွေ့ရှိသွားပြီးသူကမင်းနဲ့အရန်တူတယ်သူ
ကိုတိလာငါမျက်နှာပေါ်ကအမူအရာတွေအေးခဲသွားတယ်စရီနာဘာလို့ဒီလောက်ပြဿနာကြီးအောင်လုပ်ရလဲဆိုတာကိုအခုမှငါနားလည်သွားတယ်ငါဘယ်မှာရှိလဲဆိုတာကိုသိကျင်လို့သူမလုပ်ခဲ့တာပဲထူးဆန်းတဲ့ခံစားချက်တစ်ခုငါရင်ထဲမှာပေါ်လာတယ်လီယိုကန်ပေးတဲ့စကရင်ကိုကြည့်ဖို့မျက်လွှာချလိုက်တယ်ငါမျက်မှောင်တွေတွန်းသွားတယ်ငါပဲငါရဲ့အထက်တန်းကျောင်းကမှတ်ပုံတင်တက်ပုံဘသူကပေါက်ကြားအောင်လုပ်လိုက်လဲမသိဘူး9နှစ်10နှစ်လောက်ရှိပြီဆိုတော့ငါလဲနည်းနည်းကြီးပြင်းလာပြီပေါ့ဒါပေမဲ့မျက်စိရှင်တဲ့သူဆိုရင်ငါမှန်းသိနိုင်ပါတယ်အခန်းထဲမှာခဏလောက်တိတ်ဆိတ်သွားတယ်တေချာစဉ်းစားပြီးနောက်မှာတော့အမှန်တိုင်းဝန်ခံဖို့ငါဆုံးဖြတ်လိုက်တယ်အင်းငါပဲစရီနာကငါရဲ့ရီးစားဟောင်းငါတို့လမ်းခွဲပြီးတော့ငါနာမည်ပြောင်းပြီးနိုင်ငံခြားထွက်လာခဲ့တာဘယ်ကနေဘလို့မှမသိတဲ့ဒီလိုအတင်းဖြစ်မျိုးကိုကြားလိုက်ရတော့လီယိုမျက်လုံးပြူပြီးအံ့ဩသွားတယ်ဘာဒါပေမဲ့လမ်းခွဲပြီးသားဆိုရင်သူမကဘာလို့ဒီလိုတွေလုပ်နေရတာလဲအဲ့ဒါမင်းရဲ့ဘဝကိုအနှောက်အယှက်ပေးနေတာမဟုတ်ဘူးလားငါအကူညီမဲ့စွာနဲ့ကောင်းနေလိုက်တယ်ဒါကပြဿနာတချို့တော့ဖြစ်စေတယ်ဒါပေမဲ့ငါနိုင်ငံခြားရောက်နေပြီလေအဆင်ပြေလောက်မှာပါလီယိုရဲ့မျက်နှာကလေးနဲ့သွားတယ်သူမကမင်းကိုဆက်ပြီးအနှောက်အယှက်ပေးနိုင်ဖို့မင်းကိုရှာတွေ့အောင်တမင်တက်တက်ပြဿနာကြီးအောင်လုပ်လိုက်တဲ့ပုံပဲဒီသတင်းကပြန့်နှံ့နေပြီးကျောင်းကလူတွေကမင်းကိုမှတ်မိနိုင်တယ်ဘယ်လိုလုပ်ကြမလဲအဲ့ဒါကငါအစိုးရိမ်ဆုံးကိစ္စပါပဲဒါပေမဲ့လီယိုကငါအတွက်တကယ်စိုးရိမ်နေတာကိုမြင်တော့ငါအတင်းပြုံးပြလိုက်တယ်ရပါတယ်ငါနာမည်ပြောင်းလိုက်တာသူမမသိဘူးငါနိုင်ငံခြားရောက်နေတာကိုလည်းသူမသိလောက်မှမဟုတ်ပါဘူးအစိုးဆုံးအခြေအနေဆိုရင်တော့အပြင်ထွက်ရင်ရက်အနှဲငယ်လောက်နှာခေါင်းစည်းတက်ပြီးလုံလုံခြုံခြုံဖုံးကွယ်သွားမှာပေါ့ဒါပဲငါလုံနိုင်တာလီယိုကနည်းနည်းမိုင်တွေနဲ့တိတ်တဆိတ်ကောင်းနေပြီးသူ့အုပ်ထုပ်ကိုထုတ်ပေးတဲ့အပြင်ထွက်ရင်ဒါလေးဆောင်သွားမင်းမျက်နှာကိုကွယ်ထားလို့ရတယ်လို့နေလောင်တာကိုလည်းကာကွယ်ပေးနိုင်တယ်ငါယူလိုက်တဲ့စိတ်အခြေအနေပေါ်ပါသွားအောင်သူ့ကိုနောက်လိုက်တယ်သူမကရီးစားဟောင်းတက်ပါဒီလောက်တင်းမာနေဖို့မလိုပါဘူးစရီနာကဒီလောက်အရေးကြီးတဲ့ပွဲမှာတောင်တောင်းကျမ်းခဲ့သေးတာပဲသူမစိတ်မမှန်ဘူးဆိုတာဘယ်သူမှမဆိုသိနိုင်တယ်နောက်ပိုင်းရီးစားဟောင်းတွေကဆွဲလန်းလုံးပြီးလက်စားချေတဲ့သတင်းတွေအများကြီးတွေ့နေရတယ်အီတန်သူမမင်းကိုလိုက်ရှာမှာကိုငါတကယ်စိုးရိမ်နေတလားလောက်ပဲသိရသေးတယ်တငယ်ချင်းငယ်လေးစီကတကယ်စိုးရိမ်ပူပန်မှုတွေကိုကြားရတော့ငါရင်တွေနူးညံ့သွားတယ်ငါသူ့ပခုံးကိုပုတ်လိုက်တယ်ငါသူမနဲ့9နှစ်တွဲခဲ့တာသူမငါ့အပေါ်မကောင်းတာတွေအများကြီးလုပ်ခဲ့ပေမဲ့ဒီလောက်ထိတော့စိုးမှမဟုတ်ပါဘူးစိတ်မပူပါနဲ့ငါပြုံးပြီးပြောလိုက်ပေမဲ့လည်းရင်ထဲမှာတော့စိုးရိမ်နေမိတုံးပဲလီယိုကငါ့ကိုဘလို့နှစ်သိရမှန်းမသိဘူးခေါင်းစားခံပြီးစဉ်းစားပြီးနောက်သူပြောနိုင်ခဲ့တာစကားနည်းငယ်ပါပဲပြီးသွားမှာပါအီတန်မင်းကရွှွန့်နုံထဲကနေရုံထွက်နိုင်ခဲ့ပြီးပဲရှေ့ကိုပဲဆက်ကြည့်ပါသူ့ရဲ့တည်ငြိမ်နေတဲ့မျက်လုံးတွေကိုကြည့်ရင်ငါရင်ထဲကစိုးရိမ်ပူပန်မှုတွေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဟုတ်တယ်တီးခံဖို့ခတ်တဲ့အဲ့ဒီရက်3ဆက်လဲကုန်းဆုံးသွားပြီပဲစိတ်ပူစရာပါရှိတော့လို့လဲမင်္ဂလာဆောင်ဖြည့်ဆည်းခံရတဲ့နောက်နေ့မှာစတာလင်မိသားစုကစတာလင်ဂယုမှာစရီနာတာဝန်ယူထားတဲ့အရာအလုံးကိုရပ်ဆိုင်းလိုက်ကြောင်းကြေညာတယ်ဟေးစ်မိသားစုကလည်းစတာလင်ဂယုနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့ project 3ခုလုံးကိုရပ်ဆိုင်းလိုက်ကြောင်းကြေညာတယ်ငါပျောက်ကွယ်သွားပြီးရက်90မြောက်နေ့မှာလဲစရီနာကငါဘယ်ရောက်နေလဲဆိုတဲ့လမ်းစာကိုရှာမတွေ့သေးဘူး online မှာသူမအကြောင်းအတင်းအဖြစ်တွေအများကြီးပြန့်နှံ့နေပေမဲ့အားလုံးကသူမရဲ့အတိတ်ကပြဿနာတွေအကြောင်းပဲဖြစ်နေတယ်ဘယ်သူကမှငါဘယ်မှရှိလဲဆိုတာကိုတူးဖော်မတွေ့ရှိသေးဘူးငါကိုရှာတွေ့ရမယ်ဆိုတဲ့သူမရဲ့တစ်ချိန်ကခိုင်မာတဲ့ဆုံးဖြတ်ချက်ကအချိန်နဲ့အမျှရောပါသွားပြီးသူမကဟာလာဟင်းလင်းဖြစ်နေတဲ့ဘီလာစီပြန်သွားဖို့ပို့ပြီးကြောက်ရွံ့လာတယ်လို့သူမအတွင်းရေးမှုစီက message တွေကိုလည်းမဖွင့်ကြည့်ချင်တော့ဘူးအခုဆိုအီတန်ဆိုတဲ့နာမည်ကိုကြားလိုက်ရုံနဲ့သူမပောက်ကွဲနေတတ်ပြီးစတာလင်မီသားစုကသူမရဲ့ကက်တွေအားလုံးကိုပိတ်လိုက်တယ်အရင်ကလိုသူမရဲ့ထိတ်လန့်နေတဲ့စိတ်ကိုဖြေဖျောက်ဖို့ပတ်စံကိုဖြုံးတီးလို့မရတော့ဘူးသူမရဲ့တငယ်ချင်းတွေလည်းယုံကြည်မှုပျောက်ဆုံးသွားပြီးသူမကိုလက်လွတ်လိုက်ဖို့နဲ့မိသားစုနဲ့ပြန်ဆင်ပြေအောင်နေဖို့တိုက်တွန်းကြတယ်သူမရဲ့24နှစ်တာဘဝမှာဒီလိုမျိုးထိုးနှက်ချက်ကိုပထမဆုံးအကြိမ်ခံရတာပဲသူမတစ်နေ့လုံးအရက်တောက်တယ်မူးလာရင်ပစ္စည်းတွေရိုက်ခွဲတယ်အတန်ဝင်သွားတဲ့အထိငါနာမည်ကိုခေါ်ပြီးငိုကြွေးတယ်ပြီးတော့အဆုံးမရှိနောင်တတွေရနေတယ်ဒါပေမဲ့အရက်ကသူမရဲ့စိတ်ကိုခဏတစ်ဖြုတ်ပဲထုံကျင်သွားစေတာပါသူမနိုးလာတဲ့အခါပြန်ရင်ဆိုင်ရတာက6ကပ်ပြီးကြီးမားတဲ့အမှန်တရားပဲတနေ့ပြဒီတနေ့နှိပ်စက်ခံရမှုတွေကသူမကိုတစ်ချိန်ကမာနကြီးပြီးတောက်ပခဲ့တဲ့မိန်းမတစ်ယောက်နဲ့လုံးဝမတူအောင်ပြောင်းလဲပစ်လိုက်တယ်တရုတ်နှစ်တကူအကျိုးညမှာစရီနာကဘာတစ်ခုမှတယောက်တည်းအရက်တောက်နေတယ်သူမအဖေစီကဖုန်းခေါ်ဆိုမှုအများပြားကိုညှင်းပယ်ပြီးနောက်ဆုံးမှာဖုန်းကိုပိတ်ထားလိုက်တယ်မနက်စောစောပိုင်းမှာတော့သူမအိမ်ကိုရိုင်းနေမူပြီးပြန်လာရင်ငါ့ကိုပြန်တတိရသွားတယ်အရင်ကတရုတ်နှစ်တကူအကျိုးညတိုင်းမှာမိသားစုစုံညီညစာစားပြီးတာနဲ့သူမကငါနဲ့အတူရှိနေဖို့ဘီလာကိုလာတတ်တယ်ငါကရတာရှိတဲ့ဟင်းလျာတွေအများကြီးချက်ပြုတ်ပြီးငါတို့နှစ်တစ်ကိုအတူတူကြိုးဆိုခဲ့ကြတယ်ငါတို့နှစ်ယောက်ဆိုဖာပေါ်မှာအတူတူထိုင်ပြီးအပြင်ဘက်ကောင်းကင်ရံမှာပြည့်နေနေတဲ့မီရှူမီပန်းတွေကိုကြည့်ကနှစ်တိုင်းအတူတူရှိနေဖို့ဆူတောင်းခဲ့ကြတယ်အခုလည်းမီရှူမီပန်းတွေပြန်လဲတောက်ပနေပြန်ပြီးဒါပေမဲ့သူမဘေးမှာရှိနေတာကကျမ်းပြင်အပြည့်ရှိနေတဲ့အရက်ပလင်းခွန်တွေပဲပလင်းပေါက်ကနေတဆင့်စီနာကအပြင်ဘက်ကစီကားနေတဲ့မြင်ကွင်းကိုကြည့်နေရင်အစုံမဲ့အထီးကျန်မှုတွေကသူမအပေါ်ကြားရောက်လာတဲ့နာယီကတန်းခေါင်ရံကိုတီးလိုက်တဲ့အချိန်မှာသူမဖုန်းကိုဖွင့်ပြီးငါစီနှစ်တစ်ကူနှုတ်ခွန်းဆက်စကားပို့လိုက်တယ်ဒီခနဲ့အတန်လေးနဲ့အတူစပွဲပေါ်ကဖုန်းကမြည်လာတယ်သူမကငါရဲ့ဖုန်းဟောင်းကိုယူပြီးအနီးအောင်အတိပေးချက်လေးကိုနှိပ်ကသူမကိုသူမပြန်ပြီးနှုတ်ခွန်းဆက်လိုက်တယ် Happy New Year ပါဒီရင်းနှီးနေတဲ့ profile ပုံလေးနဲ့နှုတ်ခွန်းဆက်စကားကိုမြင်လိုက်ရတော့စရီနာရဲ့ရင်ထဲကနာကျင်မှုကနောက်ဆုံးတော့အနှဲငယ်တက်တာရသွားတယ်အခုတော့သူမကိုယ်တိုင်ဖန်တီးထားတဲ့နှုတ်ခွန်းဆက်စကားကိုပဲအားကိုးပြီးကိုဖြည့်သိမ့်နေရတော့တယ်သူမအလွန်အမင်းဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာပဲတယောက်ကငါသတင်းကိုရုတ်တရက်တဲဆောင်လာတယ်မဲဖုံးမှာကြောင်းတက်နေတဲ့တငယ်ချင်းတယောက်ကအရက်တောက်ရင်စကားဆက်ပြီးတော့သူ့เจ้าမှာအီတန်နဲ့အရန်တူတဲ့လူတယောက်ကိုတွေ့ခဲ့တယ်လို့ပြောလိုက်တယ်ဒီသတင်းလေးကစီရီနာကိုအသက်ပြန်ဝင်လာစေတယ်
သူမကချက်ချင်းပဲမဲပုံးကိုသွားဖို့လက်မှတ်ပုတ်ကင်လုပ်ပြီးထွက်သွားဖို့ထားလိုက်ပေမဲ့သူမရဲ့တငယ်ချင်းတွေကသူမကိုပြန်ဆွဲထားပြီးအေးဆက်တဲ့အမှန်တရားနဲ့ပတ်ဖြန်းလိုက်တဲ့စရီနာနင်သူ့ကိုရှာတွေ့ပြီးဆိုမှတော့သူထွက်ပြေးလို့မရတော့ပါဘူးအခုလောလောဆယ်အရေးကြီးဆုံးကဒေမွန်ပဲနင်သူ့ကိုမရှင်းလင်းပဲထားရင်အီတန်ကနင့်ကိုဘယ်လိုလုပ်ခွင့်လွတ်နိုင်မှာလဲဒီစကားတွေကသူမကိုလက်နိုးသွားစေတဲ့ခုလေးတင်တက်တာရသွားတဲ့စရီနာရဲ့ရင်ကပြန်လဲတင်းကျပ်သွားတဲ့ဝမ်းသာသွားတဲ့စိတ်ကိုဖိနှိပ်ထားပြီးကိုတည်ငြိမ်အောင်အတင်းကြိုးစားလိုက်တယ်သူမတငယ်ချင်းတွေကအကြံဉာဏ်တွေပေးကြပေမဲ့ဘယ်ဟာမှအလုံးမဖြစ်ဘူးနောက်ဆုံးတော့သူမကိုယ်တိုင်ပဲဖြေရှင်းဖို့ဆုံးဖြတ်လိုက်တယ်စရီနာကဒေမွန်ကိုအပီးတိုင်ရှင်းလင်းဖို့ဆေးရုံကိုတန်းသွားလိုက်တယ်မိနစ်30ကြာပြီးနောက်မှာတော့သူမကတေးလူမျိုးပါဖြစ်နေတဲ့ဒေမွန်ကိုကြည့်ပြီးတက်တော်ဆောင်တွေကိုအပြင်ထွက်ခိုင်းကသူ့ကိုနာကျင်စွာတေဆုံးခွင့်ပြုဖို့ပြင်ဆင်လိုက်တယ်စရီနာကဘေးနာကတွေးထွက်တန်ယူမြင်ကွင်းကသူမနဲ့ဘာမှမဆိုင်တယ်လို့မျိုးဘဲပက်လက်ကသွေးတွေကိုအေးအေးဆေးဆေးတုပ်ရင်မတက်ရက်လိုက်တယ်တန်ရှင်းသွားတာနဲ့စရီနာကသူမရဲ့လက်ပတ်နာရီကိုကြည့်ပြီးထွက်သွားဖို့ခြေလန်းလိုက်တယ်သူမခြေတလန်းလန်းလိုက်တဲ့ခဏမှာပဲခြေတလုံးကနေဆူရှားတဲ့နာကျင်မှုတစ်ခုဖြစ်ပြေးသွားတယ်သူမဒူးထောက်ကျသွားပြီးမျက်နှာကနာကျင်မှုကြောင့်ရှုံးမဲ့သွားတယ်ဘေးကိုလှမ်းကြည့်လိုက်တော့တေးလူမျိုးပါဖြစ်နေတဲ့ဒေမွန်ကလုံးဝယူသွတ်သွားပြီဆိုတာမြင်လိုက်ရတယ်သူမခန္ဓာကိုယ်ရဲ့စိုက်ဝင်နေတဲ့တတိလီတာကိုဆွဲနှုတ်လိုက်တဲ့သွေးတွေပန်းထွက်လာပြီးသူ့ရဲ့ပိန်ချိုက်နေတဲ့မျက်နှာကိုနီးရဲသွားစေတယ်လေထဲမှာပြန့်လွင့်နေတဲ့ပြင်းထန်တဲ့သွေးနှံကသူ့ရဲ့အာယုံတွေကိုပိုထက်မြက်သွားစေတဲ့သူ့ဘဝကိုပြန်လဲထူမက်လို့မရအောင်ဖျက်ဆီးခဲ့တဲ့မိန်းမကိုပဲသူမြင်နေရတော့တယ်ဒါကသူ့အတွက်လက်စားချေဖို့နောက်ဆုံးနဲ့တစ်ခုတည်းသောအခွင့်အရေးပဲဒေမွန်ကကြောက်စရာကောင်းတော့အောင်စိတ်ကြည်လင်နေတယ်သူကဓာတ်ကိုမြင့်လိုက်ပြီးနောက်တစ်ချိန်ပြီးတစ်ချိန်အသေးအတန်အော်ဟစ်လိုက်တယ်ဆူရှာတဲ့အော်တန်တွေကနေတဖြည်းဖြည်းအတန်ဝင်သွားပြီးငိုရှိုက်တန်တွေဖြစ်ပြောင်းသွားကနောက်ဆုံးမှာတော့လေချောင်းထဲမှာတဆုနေတဲ့ထူဆန်းတဲ့ရှိုက်တန်တွေပဲကျန်တော့တယ်စရီနာရဲ့တုငယ်အိမ်တွေကတဖြည်းဖြည်းကျဲလာတဲ့စုပ်ကင်ထားတဲ့သူမရဲ့လက်သီးတွေကအတိစိတ်မရှိတော့ပဲပြေးလျော့သွားတယ်ဒေမွန်လည်းသူ့ရဲ့နောက်ဆုံးခွန်အားတွေကိုအကုန်သုံးလိုက်ပြီးသူ့လက်ထဲကလက်နက်ကကျမ်းပြင်ပေါ်ကိုခလွန်ခနဲကျသွားတယ်သူတို့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်ကသွေးတွေကရောနှောသွားပြီးချုံးမွေ့နေတဲ့ကျမ်းပြင်ပေါ်မှာအနီးရင်းအောင်မြစ်တစင်းလိုပြန့်ကျဲသွားတယ်နေရန်ပေါ်ကစက္ကန့်တန်လေးကတော့ဆက်လက်ရွေ့လျားနေစေပဲစီနာရဲ့အသိစိတ်တွေကတဖြည်းဖြည်းမှုန်ဝါလာတယ်မခံမရနိုင်တဲ့နာကျင်မှုတွေကစတင်ရော့ပါလာတယ်သူမကတိမ်တွေထဲကိုပြုတ်ကျသွားတယ်လို့ခံစားရတယ်သူမရှိကမြင်ကွင်းကမှုန်ဝါလာပြီးတစ်ဖြက်ဖြက်လင်းနေတဲ့အဖြူအမဲပုံရိပ်တွေပဲကျန်တော့တယ်အတိတ်ကမှတ်ဉဏ်တွေကသူမရဲ့စိတ်ထဲမှာရုပ်ရှင်ပြကွက်လိုဖြစ်ပြေးနေတယ်ပူပင်တော့ကကင်းတဲ့ကလေးဘဝကနေမိန်းကလေးတစ်ယောက်ရဲ့ပထမဆုံးအခြေရက်တွေအခုလက်ရှိမှုန်မိုင်းနေတဲ့အချိန်တွေထိတစ်ခုပြီးတစ်ခုအဖြူအမဲပုံရိပ်တွေဖြစ်ပြေးသွားတယ်လူတစ်ယောက်တည်းကပဲဆေးရောင်စုံနဲ့ပေါ်လာတဲ့အဖြူရောင်တီရှပ်လေးဝတ်ပြီးစံရကိုတိတ်တဆိတ်တိခတ်နေတဲ့အသက်16နှစ်အရွယ်ငါသူမရဲ့ဆေးရုံကတင်ပေးမှာရက်ပြီးသူမလက်ကိုကြစ်ပါအောင်စုပ်ကိုင်ရင်အထင်းကိုမရှိငိုကြွေးနေတဲ့အသက်18နှစ်အရွယ်ငါတောက်ပတဲ့အနီရောင်နှင်းစီပန်းစီကိုလက်ခံရင်မျက်ရည်တွေနဲ့သူမရဲ့ခင်မုန်းဖြစ်လာပါမယ်လို့ကတိပေးနေတဲ့အသက်23နှစ်အရွယ်ငါထိတလက်ဆောင်ပြီးတဲထန်နေတဲ့မိုးရည်တွေကိုရှောက်သွားနေတဲ့အသက်24နှစ်အရွယ်ငါမျက်နှာကိုမမြင်ရတော့ဘူးအဝေးကိုတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အဲ့ဒီပုံရိပ်ကိုကြည့်ရင်စီနာရဲ့ရင်ထဲမှာတင်းကျပ်နေတဲ့ကြိုးလေးကဆူရှားတဲ့အတန်တစ်ခုနဲ့အတူပြက်တောက်သွားတယ်သူမခန္ဓာကိုယ်ထဲကနေတစ်ခုခုကိုဆွဲထုတ်ခံလိုက်ရတယ်လို့သူမခံစားလိုက်ရတယ်သူမအဲ့ဒါကိုမလွတ်ပေးခြင်းပေမဲ့တားဆီးနိုင်စွမ်းလည်းမရှိတော့ဘူးအရေးပြားအောက်ကသွေးတွေကတဖြည်းဖြည်းအေးဆက်ပြီးငြိမ်သက်သွားတာကိုသူမခံစားနေရတဲ့နှွေးထွေးနေသေးတဲ့တစ်ခုလေးသောအရာကတော့သူမမျက်လုံးထောင်းကနေကျဆင်းလာတဲ့မျက်ရည်စတွေပါပဲနွေရာသီရဲ့အပူပြင်းဆုံးအချိန်မှာနှစ်တစ်ကိုပထမဆုံးအချိန်ကျင်းပရတာပါလီယိုနဲ့ငါနှစ်ယောက်စလုံးအရန်ပျော်နေကြတယ်မစ္စတာနဲ့မစ္စစ်လောဆန်အန်မတ်ဝါဆန်တို့ကအိမ်ကနေပစ္စည်းတွေအများကြီးယူလာပေးကြတယ်သူတို့နှစ်ယောက်ကအခန်းထဲမှာနှွေဦးရာသီစာတန်းတွေနဲ့စက်ကူညက်ပုံလေးတွေကိုချိတ်ဆွဲနေကြတယ်အိမ်လေးကပွဲတော်ရဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာတော့နှစ်တစ်ကူရဲ့လေထုကိုငါနောက်ဆုံးတော့ပြန်လဲခံစားလိုက်ရပြီအဖွားဆုံးပါသွားကြတဲ့ကတရုတ်နှစ်တစ်ကူအကျိုးညတိုင်းကိုကျွန်တော်တယောက်တည်းပဲဖြတ်တန်းခဲ့ရတာစရီနာကကျွန်တော်ကိုအဖော်လာလုပ်ပေးလေးရှိပေမဲ့ည8နာရီမတိုင်ခင်အမြဲပြန်သွားတတ်တယ်အိမ်မှာကျွန်တော်တယောက်တည်းကြံခဲ့ရတယ်အပြင်ဘက်ကပွဲတော်ရဲ့စီကားမှုတွေကြောင့်အထီးကျန်မှုကပိုပြီးပြင်းထန်လာတယ်လို့ခံစားရတယ်နှစ်တစ်မှာလက်ထပ်လိုက်ရင်ဒါတွေအားလုံးပြောင်းလဲသွားမယ်လို့တစ်ချိန်ကကျွန်တော်ထင်ခဲ့ပေမဲ့မင်္ဂလာပွဲကဖြစ်မလာခဲ့ပါဘူးအဲ့ဒီအစားအဖော်ပါတဲ့နှစ်တစ်ကူကအရင်ရောက်လာခဲ့တယ်မိဖို့ချောင်းထဲမှာအလုံများနေတဲ့မစ္စတာလောဆန်ကလက်ဆက်ဆက်ကြော်ထားတဲ့အသားလုံးကြော်နဲ့ဝတ်သားကျွတ်ကြပကံကိုယူလာတယ်သူကပြုံးပြီးကျွန်တော်ကိုမြည်ကြည့်ဖို့ပြောတယ်သူ့အတန်ကနှွေးထွေးမှုတွေမြစ်တာတွေနဲ့ပြည့်နေတယ်အီတန်ဒါကလီယိုအကြိုက်ဆုံးဟင်းလျာပဲဒါကနှစ်ပေါင်းများစွာအတွင်းကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အနှွေးထွေးဆုံးနှစ်တစ်ကူပါပဲနောက်ထပ်နှစ်တစ်ကူနှစ်ခုကိုလည်းဩစတြေးလျမှာပဲကျွန်တော်ဖြတ်တန်းခဲ့တယ်နှစ်တိုင်းလီယိုရဲ့မိဘတွေကကျွန်တော်တို့နဲ့အတူလာရောက်ကျင်းပကြတယ်ကျွန်တော်တို့အတူတူအချိန်ပိုဖြတ်တန်းလေကျွန်တော်တို့ရဲ့ဆက်ဆံရေးကပိုရင်းနှီးလာလေပါပဲကျွန်တော်ကြောင်းပြီးတဲ့နှစ်မှာတော့လောဆန်မီသားစုကမဲပုံးမှာအပြီးပိုင်ခြေချလိုက်တယ်လီယိုကကျွန်တော်ကိုဒီမှာဆက်နေဖို့အစီအစဉ်ရှလာလို့မေးတယ်ကျွန်တော်အချိန်တော်ကြာအောင်စဉ်းစားခဲ့တယ်ဇာတိမျိုးကကျွန်တော်ရဲ့အရင်းနှီးဆုံးတငယ်ချင်းတွေအားလုံးလည်းအိမ်အောင်တွေကြကုန်ပြီးမိဘတွေနဲ့လည်းအဆက်အသွယ်ဖြတ်ထားတာကြာပြီးအဲ့ဒီမှာကျွန်တော်နာမည်နဲ့ပိုင်ဆိုင်မှုဘာမှမရှိသလိုဆက်ဆံရေးအရာဖြစ်ဖြစ်အသက်မွေးဝမ်းကြောင်းအရာဖြစ်ဖြစ်ဘာရင်းနှီးမြုပ်နှံမှုမှမရှိဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒီမှာပဲဆက်နေဖို့ပိုအားတန်နေတယ်ဒါကြောင့်အလုပ်ရှာနေရင်းနဲ့ပဲလူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်းတွေကိုစတင်ပြင်ဆင်ခဲ့တယ်လောဆန်မိသားစုကကျွန်းတော့ကိုကူညီပေးခဲ့တယ်ကျောင်းတက်နေလုံးကလည်းကျွန်တော်ရဲ့ကျွမ်းကျင်မှုတွေကြောင့်ပတ်စံအတန်အသင့်စုဆောင်းမိနေပြီးဒါကြောင့်ကျောင်းပြီးတော့ဓာတ်ပုံစတူဒီယိုလေးတစ်ခုဖွင့်လိုက်တယ်။နောက်2နှစ်အတွင်းမှာစတူဒီယိုကတဖြည်းဖြည်းတိုးတက်လာတယ်။4နှစ်ကြာတော့လူဝင်မှုကြီးကြပ်ရေးတတ်မှတ်ချက်တွေနဲ့ကိုက်ညီသွားပြီးအမြဲတမ်းနေထိုင်ခွင့်ပြုရခဲ့တဲ့စာရွက်စာတမ်းကိစ္စတွေလုပ်ဖို့ဇာတိမျိုးကိုပြန်လာတဲ့အခါမတွေ့တာကြပြီးဖြစ်တဲ့တငယ်ချင်းတွေနဲ့ပြန်ဆုံဖြစ်ကြတယ်။နှစ်တွေကြာခဲ့ပြီးအချိန်တွေမြင့်မြတ်ဆန်ဆန်ကုန်လွန်သွားခဲ့တယ်။ကျွန်တော်တို့တဲကဘယ်သူမှလူငယ်ဘဝတုန်းကရုပ်ရည်မျိုးမရှိကြတော့ဘူး။
ဒါပေမဲ့ပြန်ဆုံလိုက်တဲ့အချိန်မှာပဲဘာကြောင့်ပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တဲ့အဲ့ဒီပုတ်ပါတဲ့ခံစားချက်ကိုပြန်လည်တွေ့ရှိခဲ့ရတယ်သူတို့အစိတ်ဝင်စားဆုံးကိစ္စကတော့တေချာပေါက်ကျွန်တော်ရဲ့အခြေအပါပဲသူတို့ရဲ့တည်ကျင်စိတ်ပြင်းပြနေမှုတွေကိုရင်ဆိုင်ရတဲ့အခါကျွန်တော်ကပွန့်ပွန့်လင်းလင်းနဲ့ပဲဓာတ်ရိုက်ဖြေလိုက်တယ်ပြီးခဲ့တဲ့နှစ်အတွင်းမှာလူ2ယောက်နဲ့တွဲခဲ့ပေမဲ့အချိန်ကြာလာတော့အကြောင်းမျိုးမျိုးကြောင့်လမ်းခွဲဖြစ်ခဲ့တယ်အခုလက်ရှိကောင်မလေးနဲ့ကပြီးခဲ့တဲ့ဩဂုတ်လကမှစတွဲတာသူကကျွန်တော်ထက်နှစ်ငယ်ပေမဲ့အရန်ရင့်ကျက်တယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဇလန်းလေးတွေကိုဝေမျှရင်းသူတို့ကိုတပ်ပုံတွေဗီဒီယိုတွေပြလိုက်တဲ့စခရင်ပေါ်ကလိုက်ဖက်ညီပြီးချစ်ခင်နေကြတဲ့စုံတွဲကိုကြည့်ရင်အားလုံးရဲ့မျက်နှာပေါ်မှာစိတ်အေးသွားတဲ့အရေးအယောင်တွေတွေ့လိုက်ရတယ်နောက်ထပ်စကားတွေပြောကြပြီးတဲ့နောက်တယောက်ယောက်ကရုတ်တရက်ဆရီနာအကြောင်းကိုစပြောတယ်ဟေးမင်းတို့ကြားပြီးကြပြီလားဆရီနာဆုံးသွားပြီးတဲ့ဒါကိုကြားတော့ကျွန်တော်ရင်ထဲမှာနည်းနည်းလေးတုန်လှုပ်သွားတယ်ပြီးခဲ့တဲ့နှစ်အနေငယ်အတွင်းမှာကျောင်းကိစ္စအလုပ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေခဲ့လို့ဇာတိမျိုးကသတင်းတွေကိုမေးလေမေးထားသိမရှိဘူးလီယိုနဲ့အတိတ်အကြောင်းပြောဖြစ်တဲ့အခါတိုင်းအဲ့ဒီအချိန်ကာလကမြူတွေဖုံးလွှမ်းနေတယ်လို့တဲတဲကွဲကွဲမြင်ရဖို့ခက်ခဲနေတယ်လို့ပဲခံစားရတယ်ဆရီနာဆိုတဲ့နာမည်ကအေးခဲနေတဲ့တပ်ပုံအဟောင်းလေးတစ်ပုံလိုပဲအချိန်ကြာလာတာနဲ့အမျှမေးမိန်ပြီးအယောင်တွေဝါကျစ်နေပြီးသူမအနေနဲ့အဲ့ဒီဆက်ဆံရေးကိုတဖြည်းဖြေးလက်လွတ်လိုက်ပြီးမိသားစုလုပ်ငန်းကိုဦးစီးကသမုတ်တရားရဲ့တခြားတစ်ဖက်မှာဘဝတစ်တစ်ခုစတင်လိုက်မယ်လို့ကျွန်တော်ထင်ခဲ့တာသူမဆုံးပါသွားပြီလို့တခါမှမတွေးမိခဲ့ဘူးအခန်းထဲမှာခဏလောက်တိတ်ဆိတ်သွားတယ်လူတိုင်းကကျွန်တော်ရဲ့တုံ့ပြန်မှုကိုတေချာစောင့်ကြည့်နေကြတယ်ကျွန်တော်မျက်နှာပေါ်မှာအနှဲငယ်အံ့ဩသွားတဲ့အရေးရောင်လောက်ပဲတွေးလိုက်ရတယ်သူတို့စိတ်သက်သာရသွားပြီးစကားဆက်ပြောကြတယ်ငါလည်းကြားလိုက်တယ်ဤတန်ငါမင်းကိုပြောပြချင်ပေမဲ့မင်းလည်းအရာအလုံးကိုကြော်ဖြတ်နိုင်တော့အားပြီဆိုတော့ဒါကိုငါထပ်ပြီးမပြောတော့ဘူးလို့ဆုံးဖြတ်လိုက်တာဘာလို့ဝမ်းနဲ့စရာမှတ်ညံတွေကိုပြန်ဖော်နေတော့မလဲဘာဝမ်းနဲ့စရာမှတ်ညံတွေလဲသူကအဲ့ဒီဒေမွန်ဆိုတဲ့ကောင်ကိုတော်တော်လေးနှိပ်စက်ခဲ့လို့အဲ့ဒီကောင်ကလက်စားချေသွားတာလို့ငါကြားတယ်သူမရဲ့ဝစ်လေတာလို့လည်းပြောလို့ရပါတယ်အချိန်တော်ကြာပြီးတဲ့နောက်မှာတော့အဲ့ဒီလူရဲ့နာမည်ကိုတော့ကျွန်တော်မမှတ်မိတော့ပါဘူးသူ့အကြောင်းကျွန်တော်မှတ်မိနေတဲ့တခုတည်းသောအရာကကျွန်တော်ဘဝကိုဖျက်ဆီးလူနီးပါးဖြစ်ခဲ့တဲ့အဲ့ဒီကားတိုင်းမှုပါပဲဒါကြောင့်ကျွန်တော်ဘဝလမ်းကြောင်းကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့လူ2ယောက်ဒီလိုစသိမ်းသွားတယ်လို့ကြားလိုက်ရတဲ့အခါကျွန်တော်ရင်ထဲမှာဆွေးမြေ့တဲ့ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာတယ်ဒါပေမဲ့အဲ့ဒါကလည်းမျက်စိတမိတ်တွင်းမှာပဲပျောက်ကွယ်သွားပါတယ်ဘာပဲဖြစ်ဖြစ်ဒါတွေကလွန်ခဲ့တဲ့အချိန်ကြာကြီးကလူတွေနဲ့အဖြစ်အပျက်တွေပဲလေ